နောက်သက်ပါမယ်ဗျာအားလုံးမင်္ဂလာပါဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာချုံ၍လုံကြပါစေသစ္စာဆောင်၍အောင်ကြပါစေမင်္ဂလာပါဗျာအဲ့တော့ဒီနေ့ဘာသာရေးကတော့ဒီ soft skill တွေကဘာသာရေးတစ်ခုလို့ပြောလို့ရပါတယ်ဗျာ self confidence ရည်ရွယ်ချက်ကတော့အရှင်ပြများညဘက်စကားပြောတဲ့အခါပြိဿတ်နဲ့ပြောတဲ့အခါကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့လုံနိုင်ဖို့ပေါ့နော်ဆောင်ရွက်နိုင်ဖို့အထောက်ပံ့ဖြစ်ဖို့နောက်တစ်ခုကဒီ confidence ဆိုတာယုံကြည်မှုတည်ဆောက်တာဟိုအင်္ဂလိပ်လို့ဆိုတော့တတ်တာဒီမြန်မာပါဠိလို့ဆိုတော့တတ်တာလို့ပြောရင်ပြောပေါ့တရားတရားပေါ့နော်ဆိုတော့မြန်မာလို့ဆိုတော့မြန်မာလို့ဆိုတော့ယုံကြည်မှုအင်္ဂလိပ်လို့ဆိုရင် confidence ပေါ့နော်ဒီ confidence နဲ့ပတ်သက်ပြီးတော့အစင်းစင်းရှိတဲ့ထဲကနေပြီးတော့ဒီ confidence ဖြစ်လာဖို့ဘယ်လိုမျိုးဆောင်ရွက်သင့်တယ်လဲဆိုတော့အဆင့်၄ဆင့်နဲ့ဒီနေ့ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဗျာနော်အဲ့တော့သင်ခန်းစာကောင်းတဲ့ self confidence မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်းလို့ဒီလိုလို့ပြောလို့ရပါတယ်ဗျာအဲ့တော့ Brian Tracy ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကပြောထားတယ်အသင်လှုပ်ဆောင်ရန်သွတ်ဆောင်နေခြင်းမှာတွန့်ဆုတ်နေခြင်းမှာဒီမြန်မာသားလေးဖတ်ကြည့်ပါဦးဗျာသင်လှုပ်ဆောင်ရန်သင်၌ရည်ချင်းမရှိရမဟုတ်ဆိုတော့ဒီဘက်ကတော့လှုပ်ဖို့ခက်ခဲနေတာတွန့်နေတာအင်္ဂလိပ်လိုပြောတော့ lack of ability ကို LCK lack ဆိုတာတွန့်ဆုတ်တာအားနည်းနေတာယော့နေတာဒီလိုပြောလို့ရတယ်နော်အဲဆိုတော့ lack of confidence ဒီလိုပဲပြောချင်တယ်ပြော it's not lack of ability or opportunity that hold your back it is only a lack of confidence in yourself အဲဆိုတော့ကိုယ်မှာဒီစွမ်းရည်တွေ ability ဆိုတဲ့စွမ်းရည်တွေ opportunity လို့ခေါ်တယ်အခွင့်အလမ်းတွေနော်မစောက်ကင်နိုင်လို့မရှိလို့ကိုယ်မှာရှိမထားလို့ဒီလိုမဟုတ်ပါဘူးတဲ့သင်ကမစွမ်းဆောင်နိုင်တာဒီလိုမဟုတ်ပါဘူးတဲ့သင်မစွမ်းဆောင်နိုင်တဲ့အဓိကအကြောင်းရင်းကတော့ lack of confidence in yourself ကိုယ့်ကိုယ်ယုံကြည်မှုကင်းမဲ့နေလို့သာဖြစ်တယ်ဟောတယ်ဆိုတော့ဒီပြောညတိုင်းမှာရှင်ဘုရားများမေးတယ်သူတပြည့်အခုနောက်ပိုင်းညတွေမှာမေးတယ်အရှင်ဘုရားကိုယ့်ကိုယ်ယုံကြည်မှုရှိရလားအဖွဲရရောအရှင်ဘုရားပေါ်မှာယုံကြည်မှုရှိရလားတပည့်တော့ဟိုရှင်ဘုရားဆိုတွေသတိထားမိရင်ကိုယ့်ကိုယ်အများကြီးဖိမမေးသေးဘူးအဖွဲရအရှင်ဘုရားပေါ်မှာယုံကြည်မှုရှိရလားယုံကြည်မှုရှိလောက်ရဲ့လားယုံကြည်မှုရှိလိမ့်မယ်လို့ရှင်ဘုရားထင်သလားပေါ့ဒီလိုမေးတယ်ဆိုတော့နောက်ရက်ဒီမှာကိုယ့်ကိုယ်ယုံကြည်မှုရှိသလားလို့မေးမယ်များမေးမယ်အဲ့ဆိုတော့သူများကကိုယ့်ကိုယုံကြည်လားဆိုတာဒါ interpersonal ပေါ့လူများကကိုယ့်ပုံမှာယုံကြည်မှုရှိရလားလို့မေးတဲ့သဘောပြောမယ်ဆိုရင်ဘာလို့ပြောဗဟိတကိုပြီးတော့မေးတာလူအများကကိုယ့်ကိုယုံကြည်မှုရှိအောင်ဒီဆောက်ရတာဘယ်လောက်မခက်ဘူးဒါပေမဲ့ဒီအစ္ဆဒလို့ခေါ်တယ်ကိုယ့်ကိုယုံကြည်မှုတည်ဆောက်ဖို့ကြတော့တော်တော်ခက်နော်အဲ့ဒါတော့အစ္ဆဒကိုဒီလိုဗဟိတကနေပြီးတော့အပြင်အခြေအနေကနေပြီးအတွင်းထဲကိုဖြည်းဖြည်းချင်းမေးလာမယ်နောက်ပိုင်းရှင်များတို့လေ့ကျင့်ရက်တွေအားကောင်းလာတယ်ဆိုတဲ့အခါမှာဘယ်နေရာမှာဘာခက်ခဲတွေ့သွားတယ်လဲဆိုတော့ရုပ်ပိုင်းစိတ်ပိုင်းအဲ့ဒါမှဒီလို focus လုပ်ရှင်များဘယ်နေရာမှာတွန့်သွားတယ်အတန်သုံးသွားတယ်နော်အဲ့ဒါတော့ဘာခက်ခဲရှိလို့လဲတပည့်တော်ဟိုကနေပြီးတော့ကင်မရာနဲ့ရိုက်နေတယ်လို့တပည့်တော်ရဲ့ skill တွေပေါ့နော်ဒီပုံစံကွက်ချထားတဲ့အလေ့ကျင့်မှုတွေတပည့်တော်ခေါင်းထဲမှာရှိတယ်အဲ့တော့မြင်လိုက်တာနဲ့ဘယ်နှမ်းမှာဘာဖြစ်သွားတယ်တွန့်သွားတယ်ယော့သွားတယ်ဆိုတာပေါ်လာမှာနော်အဲ့ဒါတင်းသွားတာတွေကျုံသွားတာတွေတနေ့တပည့်တော် public speaking မှာလည်းပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေနဲ့တပည့်တော်အရှင်ပြတို့ကိုထပ်ပြီးတော့ဒါဟိုလေ့ကျင့်ပေးမှာပေါ့နော်အဲ့တော့ဒီဟာလေးကဒီ Brian Tracy ကပြောတာပါသင်လှုပ်ဆောင်နေခြင်းမှာအရေးချင်းမရှိလို့လည်းမဟုတ်ဘူးအခွင့်အလမ်းတွေမရှိလို့လည်းမဟုတ်ဘူးဘာတွေမရှိလို့လဲယုံကြည်စိတ်တွေကင်းမဲ့နေလို့ဒါမှမဟုတ်ယုံကြည်မှုကိုကောင်းကောင်းမတည်ဆောက်နိုင်လို့သာဖြစ်တယ်ဆိုတော့အဲ့တော့ယုံကြည်မှုကောင်းကောင်းတည်ဆောက်ဖို့အရေးကြီးလားမကြီးဘူးလားကြီးပါတယ်ဗျာနော်နောက်အဆိုမိန်လေးတစ်ခုဒီအဆိုမိန်တွေကိုအင်္ဂလိပ်လို quote လို့ပြောပါနော် QOT quotes ကျူပေါ့ QOT quotes အဆိုမိန်ဩဝါဒလမ်းညွှန်ချက်တွေဒါ quote လို့ခေါ်တယ်အဲဒါတော့ဘယ်ပုဂ္ဂိုလ်ရဲ့ quote တွေနော်အဲ့ဒါမျိုးပြောတဲ့ဒီတို့သင်တန်းတွေမှာနောက်တစ်ခုမြန်မာလိုဖတ်ကြည့်ပါဦးမိမိကိုယ်ကိုပိုကောင်းတဲ့ဟာလေးတစ်ခုထပ်ထည့်ပေးမယ် self confidence is
the real ဆိုတဲ့စကားလုံးလေးထည့်လိုက်ရင်ပိုကောင်း self confidence is the real foundation of all great success and achievement success ဆိုတာအောင်မြင်မှုတွေ achievement ဆိုတာလည်းအောင်မြင်မှုဒါတွေကိုပဲပြောတော့เนาะအဲ့တော့မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဟာကြီးမားတဲ့အောင်မြင်မှုနဲ့လှုပ်ဆောင်နိုင်မှုအလုံးတို့ရဲ့အခြေခံအုတ်မြစ်ဖြစ်တယ် the real foundation of all great success and achievement ဒီလိုပြောတယ်အဲ့တော့မိမိကိုယ်ကိုယုံကြည်မှုရှိဖို့နော်ဒီလိုမိမိကိုယ်ယုံကြည်မှုရှိလာမယ်ဆိုရင်အကြီးမားတဲ့အောင်မြင်မှုတွေလှုပ်ဆောင်နိုင်မှုတွေကိုစမ်းဆောင်နိုင်လိမ့်မယ်လို့ဒီလိုပဲအဓိပ္ပာယ်ကောက်လို့လည်းရပါတယ်နော်အဲ့တော့အောင်မြင်မှုတွေကြီးမားတဲ့စမ်းဆောင်နိုင်မှုတွေရဲ့အခြေခံအုတ်မြစ်ကဘာလဲမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတော့ပါဠိတော်မှာတော့တတ္ထာယတရတိဩဃံဒီတဏှာဝေဩဃလို့ခေါ်တဲ့အခက်အခဲစိန်ခေါ်မှုမျိုးမျိုးဘဝဒုက္ခတွေလွန်မြောက်ဖို့အတွက်ဆိုရင်ဘာရှိဖို့လို့လဲတရားတရားရှိဖို့လို့တယ်တရားတရားဆိုတာယုံကြည်မှုပါပဲနော်ကမ္မတက္ကရာသမ္မာဒိဋ္ဌိဇာနာသမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိဒါယုံကြည်မှုတွေနဲ့ညံနေတဲ့ဒီလိုတွဲပြောသွားရင်လည်းရတာပါနော်အဲဒါတော့ Brian Tracy ရဲ့အဆိုမိတ်တစ်ခုပါပြီးတော့နောက်အဆိုမိတ်တစ်ခုလေးပြောချင်ပါတယ်ဖတ်ကြည့်ပါဦးတာမန်လူများတွင်ဆိုတာမန်လူဆိုတာနော် average people လူတိုင်းပေါ့ဗျာလူတိုင်းလို့ဒီလိုပြောလို့ရလူတိုင်းဟာမျှော်လင့်ချက်တွေဆန္ဒတွေတော့ရှိတယ်ဘာဖြစ်ချင်တယ်ဘာလုပ်ချင်တယ်ဘာအောင်မြင်ချင်တယ်ဘယ်နေရာမှာအလုပ်လုပ်ချင်တယ်ဘယ်လိုမျိုးထွန်းပေါက်ချင်တယ်လူတိုင်းမှာတော့အနေနဲ့များဆန္ဒတွေရှိကြလားမရှိကြဘူးလားရှိတယ်ဆိုတော့လူတိုင်းလို့ရှိဒါပေမဲ့နော်သူတို့ဟာ goal လို့ခေါ်တဲ့ပန်းတိုင်တွေအဲ့ဒီပန်းတိုင်ကိုရောက်အောင်သွားမယ် plan လို့ခေါ်တဲ့အကြီးဒီဟွာပေါ့လမ်းစဉ်တွေပေါ့စနစ်တွေပေါ့ဒါတွေကြကြနက်နက်ရှိမထားဘူးဆိုတော့ဘယ်လိုလူတွေမှာပဲရှိသလဲဆိုတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေဒါတပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့အရှင်မြတ်ပါရမီဒီပနီကိုဖတ်ဖို့တဲ့အရှင်မြတ်ရှင်လက်ထောင်ကြည့်သားလေဒီဆရာတော်ဘုရားကြီးရဲ့ပါရမီဒီပနီရှင်မြတ်ဖတ်ဖို့နော်အလွန်ကောင်းတယ်နော်အဲ့ဒါပြီးတော့ပထမရိုးရိုးနိဗ္ဗာန်ရိုးရိုးရခြင်းတယ်ပေါ့ရိုးရိုးရခြင်းတယ်ပေါ့ရိုးရိုးနိဗ္ဗာန်ရပြီးရောနိဗ္ဗာန်တပစ္စည်းဟောတူပေါ့နော်ပါရမီဒီပနီကိုဖတ်ပြီးတဲ့အခါလမ်းကြောင်းပြောင်းပေါ့အဲ့ဆိုတော့အဲ့လိုရိုးရိုးလေးရခြင်းတယ်ဆိုတာကဒါလေလီဆရာတော်ဘုရားကြီးရဲ့စကားနဲ့ယူသုံးပြဆရာတော်ကြီးကသူဘာထောက်ပြလဲဆိုတော့ဒီနိဗ္ဗာန်ကိုရပါရသည်ဆိုတဲ့တာမန်ဆုတောင်းတဲ့တာမန်ဆန္ဒနဲ့ကြိုးစားအားထုတ်တဲ့သူတွေကဥကြတတ်တယ်တဲ့ရည်မှန်းချက်တစ်ခုထားပြီးတော့ကြိုးစားတဲ့သူတွေကပို့ပြီးတော့တိတိကျကျပေါ့အချိန်ပေါ့ period ပေါ့ဒါရှိထားတာပို့ပြီးတော့နိဗ္ဗာန်ကိုရောက်ဖို့အတွက်ပို့သေးကြတယ်ပေါ့ဥမာတို့ပြောတာမြတ်စွာဘုရားဖြစ်ဖို့ဆိုရင်၄သင်္ချေ၈သင်္ချေ16သင်္ချေနဲ့ကဘာတတိဒါအများဆုံး16သင်္ချေအကသဝကဖြစ်ဖို့ဆိုရင်2သင်္ချေပိဿကဗုဒ္ဓဖြစ်ဖို့ဆိုရင်2သင်္ချေအကသဝကဖြစ်ဖို့ဆို3သင်္ချေနဲ့ကဘာတတိပေါ့နော်ဒီလိုမျိုးရှိထားတယ်သူတို့ရဲ့ပါရမီဖြစ်ရမယ်ကန့်သက်ချက်ကာလရှိတယ်တဲ့အဲ့လိုမျိုးကန့်သက်ချက်ပန်းနိုင်ထားရတာဖြစ်တဲ့အတွက်သူကကြိုးစားပန်းစားအထုတ်ဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တာမန်ပဲနိဗ္ဗာန်ရပါရစေပြီးတာမန်နေနဲ့ဆူတောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေကသူကဘာနဲ့ဥပမာပြထားလဲဆိုဘုရားလောင်းသူမိတာဗျာဒိတ်ပန်တဲ့အခါသူတငယ်ချင်းတတိတတရားအဲ့နာမှာရှိတယ်ဆိုတော့ဘုရားလောင်းဗျာဒိတ်ပန်တဲ့ပွဲကိုကြည့်လိုက်တဲ့အခါဟာငါတငယ်ချင်းဒီယသိဖြစ်ပြီးတော့ယသိဝိပြီးတော့ဘုရားစုပန်တာအားကြစရာကောင်းလိုက်တာဩဒ္ဓမဗုဒ္ဓမြင့်မြတ်တဲ့သူတော်ကောင်းတွေလှုပ်တဲ့လမ်းစဉ်ပဲလို့မုဒိတာစိတ်ကလေးဖြစ်အဲ့ဒီစိတ်ကလေးဖြစ်ပြီး तू ကအပေါင်းအသင်းမှတော့အဲ့ဘွားမှာပဲအဖေမေတတ်တဲ့ကံကြီးရောပင်စန္ဒရိယကံကြီး၅ပါးနဲ့တကွာတခါတည်းအာဂုတ္တကံကြီးအများကြီးကျွန်းလို့တခါငရဲကြသွားငရဲကနေနလန်မထူနိုင်အောင်တန်တရားတစ်လျှောက်လုံးပါတော့ဘုရားလောင်းကပါရမီဖြည့်နေတယ်ဘုရားလောင်းနဲ့အကြောင်းတွေပဲသင်ငယ်ချင်းကတန်တရားတစ်လျှောက်မှာအပေကြီးတဲ့ကြာဒါပေမဲ့သူ့ရဲ့မုဒိတစိတ်အခန့်လေးရှိသွားတဲ့အခါဘုရားဖြစ်တဲ့ဘဝမှာမြတ်စွာဘုရားရှင်ဘုရားဖြစ်တဲ့ဘဝမှာပဲเนาะအဲ့ဒီမှာသူကငါးကြီးဖြစ်တယ်ပေါ့ငါးကြီးဖြစ်တဲ့အခါကျတော့သမုဒ္ဒရာတွေကနေပြီးတော့ငါးကြီးကဘလောက်ကြီးလဲဆိုတော့သင်္ဘောရာ900 800လောက်ပါတယ်သင်္ဘောကြီးတွေတခါတည်းမျိုးချလို့ရအဲ့မှာသင်္ဘောရာထဲမှာပါတဲ့ပုဂ္ဂိုလ်တယောက်ကဗုဒ္ဓဂေါရမကိုကြီးညိုတဲ့သူဖြစ်တဲ့ဗုဒ္ဓဂေါရမဆိုပြီးတော့လန့်ပြီးអော်လိုက်တာတန်တလိုက်တာပေါ့အဲ့ဒီတန်တတဲ့အတန်ကျတော့အဲ့ဒီငါးကြီးကပြန်ပြီးတတိလေလားဟာငါတငယ်ချင်းတော့ဘုရားဖြစ်ပြီငါအပေတန်နေရာမှာပဲတောက်လျှောက်သွားနေတယ်
အဲ့မှာတန်ဝေကရပြီးတော့မစားတော့ဘဲနဲ့ဒါလွတ်လိုက်တယ်ပေါ့အဲ့ဒီတန်ဝေကမုဒိတသိက်ကိုအခြေခံပြီးသူဟာလူဖြစ်လာတယ်သာသနာတော်မှာယဟန်ဖြစ်ပြီးတော့ကျွတ်တန်းဝင်သွားတယ်ပေါ့အဲ့နှစ်ခုကိုနှိုင်းရှင်ပြတဲ့အခါရည်ရွယ်ချက်ထားပြီးတော့ရည်မှန်းချက်ပန်းနိုင်ထားပြီးအစီအစဉ်တကျပါရီဖြည့်သွားတဲ့ဘုရားလောင်းကဘုရားဖြစ်တယ်တာမန်ပဲနိဗ္ဗာန်ရမရသေးဆိုပြီးတာမန်လောက်ပဲစိတ်ထားတဲ့သူကအပေတန်နေရာမှာနော်ဟိုလေးသိင်တဲ့ကဘာသိန်းလို့ကျင်လဲနေရတယ်ဒီနှစ်ခုကိုတပြည့်သွားတွေ့တဲ့အခါလေဒီဆရာတော်ဘုရားကြီးကထောက်ပြတာနဲ့ဆိုတော့တော်တော်သဘောကျသွားတယ်ဩရမဒီဟိုပါရမီဒီပနီမှာပေါ့နော်ဟောဒါကြောင့်ဒီပန်းနိုင်ဆိုတာတပြည့်တော့ role model ထားလိုက်ဥမာရှင်သာရိပုတ္တရာအားကြရင်ရှင်သာရိပုတ္တရာကို role model ပေါ့စံပြပုဂ္ဂိုလ်ထားပြီးရှင်သာရိပုတ္တရာရဲ့အာထုတ်မှုတွေကိုဒါသေချာလေ့လာပြီးအဲ့ဒါကိုရည်မှန်းချက်ထားရင်တပြည့်တော့တတင်ချင်တဲ့ကဘာတည်းနော်ရှင်အာနန္ဒာကိုအားကြရင်ရှင်အာနန္ဒာရဲ့အကြောင်းသေချာလေ့လာပြီးတော့ရည်မှန်းချက်ထားလိုက်ရင်တပြည့်တော့ကဘာတည်းပါလို့ဖြစ်ရမယ်မဟာတာဝကပေါ့အတ္တိတာဝကတိုင်းမှာပါတယ်ပေါ့နော်ဆိုတော့ပါရမီဒီပနိနဲ့ဩဒ္ဓမပုရိသကျမ်းဒီကျမ်းနှစ်ကျမ်းကိုဖတ်တဲ့အခါတပြည့်တော့လမ်းကြောင်းပြောင်းသွားဒီဘဝနိဗ္ဗာန်ရဖို့တဲ့ရည်မှန်းချက်ထားပြီးအလုပ်လုပ်ချင်တယ်ဆိုပြီးတော့ဒါပေမဲ့ဒီဆရာတော်ဘုရားကြီးရဲ့လေဒီဆရာတော်ဘုရားကြီးရဲ့လမ်းညွှန်ချက်တွေဟာတပည့်တော်သွားနေတဲ့လမ်းကြောင်းအတွက်တကယ်လမ်းပြကောင်ဖြစ်သွားတယ်ပြောမယ်ဆိုရင်ခိုးပေါ့ပန်းတိုင်တဲ့ဒီ plan အစီအစဉ်တွေကိုချမှတ်ပြီးသားဖြစ်သွားတယ်ဒီစာအုပ်နှုတ်ဖတ်လိုက်တာရှင်များများကိုဖတ်စေချင်ပါတယ်ဗျာဩဒ္ဓမပုရိသကျမ်းနဲ့ပါရမီဒီပနိပါဗျာနော်အဲ့ဒါတော့ average people have wishes and hopes ဆိုလူသားမှန်တွေကတော့ဒီ wish လို့ခေါ်တဲ့ဆန္ဒတွေ hopes လို့ခေါ်တဲ့မျှော်လင့်ချက်တွေတော့ရှိနေကြတာပါပဲတဲ့ confident people have goals and plans မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေမှသာလျှင် goals လို့ခေါ်တဲ့ပန်းတိုင် plans လို့ခေါ်တဲ့အဲ့ဒီပန်းတိုင်ကိုရောက်အောင်သွားတဲ့အစီအစဉ်တွေဘောလုံးစကားနဲ့ပြောရင်အကွက်တွေပေါ့ဘယ်ကစားကွက်နဲ့ကစားပြီးတော့ဘယ်သူကဂိုးသွင်းမယ်ဆိုတော့ဒါဟာမျိုးတွေစနစ်တကျရှိထားပါတယ်ဆိုတော့ဘာအရေးကြီးလဲဆိုတော့ confident ကိုယ့်ကိုယုံကြည်မှုရှိမှသာလျှင်ပန်းနိုင်တဲ့စီစဉ်တွေကိုကောင်းကောင်းချနိုင်တယ်လို့ဒီလိုမျိုးပြောခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကိုယ့်ကိုယုံကြည်မှုရှိဖို့အတွက်ကဘာတွေအရေးကြီးသလဲဆိုတော့ဖတ်ကြည့်ပါဦးကိုနားလည်ဖို့ဆိုတာဒီသဘောတရားတွေရှိတယ်ဘယ်လိုမျိုးနားလည်ရမှာလဲနော်မနေ့ကဒီပြောလို့နိဗ္ဗာန်ရောက်ဖို့ဆိုရင်ဉာဏ်နဲ့ဉာဏ်ဆိုပြီးတော့ဆရာတော်ဘုရားကြီးများဆိုရပေါ့ဗျာဘာဉာဏ်နဲ့ဘာဉာဏ်လဲဗျာသစ္စာနုလောမိကဉာဏ်နဲ့ကမ္မတက္ကရာဉာဏ်ပေါ့ဒီလိုမျိုးပေါ့ဒါကလောကုတ္တရာအတွက်ဆိုဒီဉာဏ်တစ်ခုအခြေခံရမယ်ပေါ့အဲ့ဒါလိုပဲတစ်ခုခုလုံးမယ်ဆိုရင်ကိုယ်မှာအခြေခံရှိထားရမယ်သဘောတရားတွေဆိုတာရှိတယ်ဒီမှာလည်းအခြေခံသဘောတရားနှစ်ချက်တည်းပြီးတော့ထုတ်ပြပါမယ်တစ်ခုကဖတ်ကြည့်ပါဦးကိုယ့်ရဲ့အတွေးခေါ်တယ်ဆိုတော့လုံရမဟုတ်ဘူးနော်လုံရထပ်ပို့ပြီးတော့အစင်မြင့်တယ်အတွေးခေါ်တယ် think ပေါ့ကိုဘာတွေတွေးနေသလဲကိုယ့်ရဲ့အတွေးတွေကဘယ်ဘက်ကိုများရောက်နေသလဲ positive ဘက်ကိုများရောက်နေလား negative အနှုတ်လက္ခဏာစောင်းနေသလားအပေါင်းလက္ခဏာစောင်းနေလားကိုယ့်ကိုယုံကြည်မှုရှိတဲ့သူကပြိတ္တကိုလည်းအထင်မလွဲဘူးကြောက်လည်းမကြောက်ဘူးဆိုတော့ပြိတ္တကိုအထင်လွဲနေတယ်ကြောက်နေတယ်ငါပြောတာကောင်းပါမလားဆိုတော့အနှုတ်တွေးလားအပေါင်းတွေးလားအနှုတ်တွေးပြအဲ့ဒီအနှုတ်တွေးရပဲရှင်များတို့ဒီရှေ့မှာဒုက္ခရောက်သေးတာပဲပြိတ္တကရှင်များတို့ဘယ်သူမှထပ်ပြီးတော့မကန့်ကွက်ပါဘူးညီကိုချင်းချင်းအားလုံးကနားလည်ပြီးသားဟုတ်တယ်မလားဗျအဲ့တော့အခြေအနေက condition အခြေအနေကကောင်းနေတယ် condition ပေါ့အင်္ဂလိပ်လိုပြော condition ဆိုတာအခြေအနေတွေကကောင်းနေတယ်ပတ်ဝန်းကျင်အခြေအနေကကောင်းနေတယ်ဒါပေမဲ့တပည့်တော်တို့အတွေးတွေကအနှုတ်ဘက်ကိုရောက်နေရဖြစ်တဲ့အတွက်အလုံးလုံးတဲ့နေရာမှာခတ်နေတယ်ဒါကြောင့်သူကနော် introspection လို့ခေါ်တယ်အင်္ဂလိပ်လို introspection ကိုယ့်ရဲ့အတွင်းကိုတနည်းကိုယ့်ရဲ့အတွေးတွေအတွင်းဆိုတာဒီနှလုံးသားအတွင်းအုံနှောက်အတွင်းပေါ့နော်အစ္ဆဒပေါ့ကိုယ့်ရဲ့အတွေးခေါ်တွေကိုပြန်လဲဆန်းစစ်ပါငါရဲ့အတွေးခေါ်တွေကဘယ်လိုဖြစ်နေသလဲဆိုတော့ဘာမှမကြောက်အလေးကျင့်ဖြစ်တယ်ဆိုရင်ရှင်ပြတော့ရှေ့ထွက်တော့မယ်ဆိုရင်အရင်ဆုံးနှလုံးခုန်လာတယ်ဒုံ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 တော့ခုန်လားဒါလူတိုင်းဖြစ်နေကြအခက်အခဲလေနော်နည်းနည်းအတန်တွေတုံးလာလဲလက်တွေတုံးလာတယ်ဟုတ်မဟုတ်ပါမလားတက်ပြင်းနေချစိတ်တိုင်းကြလှုပ်လိုက်ကိစ္စမရှိဘူးအဲ့ဒါကိုလည်းရှင်ပြတို့သိနေဖို့တော့အရေးကြီးတယ်အဲ့ဒါကြောက်နေတာလို့မယူဆနဲ့ဗျငါစိတ်လှုပ်ရှားနေတယ်အတွေ့အကြုံမရှိသေးလို့စိတ်လှုပ်ရှားနေတယ်လို့သိလိုက်ရင်ရှင်ပြတို့ကိုယ့်ကို control လုပ်ပြီးတာဖြစ်သွားနော်လူတိုင်းကြုံရတယ်ဗျဆိုအဲ့ဒီအရာကိုလူတိုင်းကြုံရတာမဟုတ်ဘူးငါမှခက်ခဲနေတယ်လို့ထင်နေဆိုရင်အဲ့ဒီတွေ့ရပဲရှင်ပြတို့ကိုဆွဲချပစ်လိုက်တာရှေ့မှာစင်ထားတဲ့အစင်တွေလည်းလွဲကုန်တယ်ပြောချင်တဲ့သကလုံးတွေလည်းပျောက်ကုန်တယ်ဗစက်ထဲတွေ့ရပြောတော့တာပြောလို့မရတော့ကဲအချိန်ပြည့်ပြီးတာပဲဆိုစာကြည့်ဖတ်တယ်အဲ့ဒါတော့ရှင်ပြတို့ဟိုမောင်းတင်ထားတဲ့ဟာတွေအကုန်လုံးတလွဲဖြစ်သွားဟုတ်တယ်မလားဗျနော်ညကြရင်ဒါလေးကိုလေ့ကျင့်ကြည့်ပါနော်နှလုံးခုန်လာမယ်တုံးလာမယ်ထူးထူးခြားခြားအပြောင်းလဲတွေဖြစ်လာစိတ်ကြောင့်
နော်ရုပ်တွေကဒီဟိုစေတစရုပ်တွေကပြောင်းသွားတာအဲ့ဒါကိုဒီလိုတော့ control မလုပ်နိုင်ဘူးဆိုရင်ရှင်များတို့ကရှေ့မှာပြောတဲ့အခါမှာပိုးပြီးခက်ခဲသွားမယ်နော်အဲကြောင့်နံပါတ်1ကဘာလဲကိုယ်အတွေးခေါ်တွေကိုပြန်လဲစမ်းစစ်ရမယ်နောက်နံပါတ်2ကဖတ်ကြည့်ပါတတိရှိစွာစမ်းစစ်နိုင်မှုဆို consciousness ပေါ့ consciousness ဆိုတာကတော့ဒီရှင်များတို့ချမ်းသာတဲ့ကိုရှာဖွေခြင်းဘယ်နှပါဖတ်ပြီလဲဗျပကံဖတ်နေတာတွေ့တယ်ချမ်းသာတဲ့ကိုရှာဖွေခြင်းအများကြီးမမေးပါဘူးစာမျက်နှာ34လောက်မှာပါတယ်ထင်တယ်ဗျနော်ချမ်းသာတဲ့ကိုရှာဖွေခြင်းဆရာကြီးဥရှိရောင်ရဲ့စာအုပ်ဘယ်နှပါဖတ်ပြီလဲအကုန်မပြီးသေးဘူးဆိုတော့90လောက်ပြီးရင်အဆင်ပြေပြီဖတ်ဘူးလဲဘယ်နှပါဖတ်ပြီလဲပကံဘယ်လောက်ရောက်သွားပြီနောက်တော့ရောရှင်းဘယ်လောက်ရောက်သွားပြီပြီးသွားပြီနော်အဲ့ဆိုသိစိတ်မသိစိတ်ဒီနှစ်ခုရှင်းပြထားတယ်ဗျနော်စာမျက်နှာ30ကျော်လောက် consciousness နဲ့ unconscious တော့မဟုတ် self conscious သိစိတ်မသိစိတ်အနုတ္တိယစိတ်နဲ့ဒီဘဝတ္တိစိတ်အဲ့ဒီစိတ်နှစ်ခုကိုရှင်းဥရှောင်ရှင်းပြထားတယ်ဆိုတော့စိတ်ပညာကနေယူပြောပြထားတယ်သိစိတ်နဲ့မသိစိတ်နော်အဲ့မှာဒီ consciousness ဆိုတာသိစိတ်ကိုပြောတာဗျ self conscious ဆိုတာမသိစိတ်မသိစိတ်ထဲမှာဒီလိုဘာတွေရှိနေတယ်လဲအကြောက်တွေရှိတယ်အမုန်းတွေရှိတယ်ဒေါသတွေရှိတယ်လောဘတွေရှိတယ်တွေ့ရမှုတွေရှိတယ်ဒါမသိစိတ်ထဲမှာဒီလိုဒါမပယ်နိုင်သေးသေးနော် ignorance လို့ခေါ်တဲ့တနည်းဟိုတပည့်တော်တို့နောက်ဆရာတော်ကြီး TV နဲ့ကြည့်တဲ့ဆရာတော်ဘုရားကြီးဘယ်သူစင်မကျွန်းဆရာတော်ဘုရားကြီးတောင်ပြောသွားတယ်အဝိဇ္ဇာနဲ့ပတ်သက်ပြီးအင်္ဂလိပ်လို ignorance ပေါ့ ing ဟို NOI ignore ပေါ့ ignore ဆိုတာမသိတဲ့သဘောကိုပြောတာအဲဆိုတော့ဒီမသိစိတ်မှာရှိနေတဲ့အဝိဇ္ဇာရဲ့ဖုံးလွှမ်းမှုကြောင့်ဒီမသိစိတ်မှာလောဘဒေါသမောဟဒီအကြောက်တရားတွေအမုန်းတရားတွေစိတ်လှုပ်ရှားမှုတွေဒါတွေရှိနေတယ်နော်အဲ့ဒါကိုကောင်းကောင်း control လုပ်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်အဲဆိုတော့ဒီမှာတော့သိစိတ်ကဘာကိုအခြေခံလဲဆိုတော့သင်ကြားမှုသင်ယူမှုကိုအခြေခံပြီးတော့သိစိတ်တွေဖြစ်တယ်ပဂတိလိုင်းနဲ့လည်းသိစိတ်တွေရှိတယ်တိုးတော့ဒီအလုံးလုံးတဲ့အခါသင်ကြားသင်မှုကိုအခြေခံပြီးတော့ဒါဘယ်လိုပြောရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုမျိုးတွေးရမလဲအစရှိတဲ့ဖြင့်ဒါသိစိတ်တွေပေါ့နော်အဲ့ဒီသိစိတ်တွေသင်ယူမှုကိုအခြေခံတဲ့သိစိတ်တွေဒီပိုင်းမှာဒီနယ်ပယ်မှာငါကျွမ်းကျင်လားဒါတွေကိုစနစ်တကျလေ့လာထားလားဒါတွေကိုပြန်ဆန်းစစ်ရအောင်နော်အဲ့တော့ဒီလိုဆန်းစစ်စရာ2ချက်ရှိတယ်နံပါတ်1ကပါလေကိုယ့်ရဲ့အတွေးအခေါ်တွေကိုဆန်းစစ်ရမယ်နောက်တစ်ခုကစမ်းစစ်တဲ့နေရာမှာတာမန်လေးမဟုတ်ဘဲနဲ့ mindfulness ပေါ့တတိရှိနဲ့ awareness ဖြစ်နဲ့ကိုယ့်ကိုတည်တည်ကြပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်ပေါ့နော်ဒါကိုယ့်ကိုနားလဲသဘောပေါက်နိုင်ဖို့အခြေခံ2ချက်ပေါ့နော်အဲ့ဒါတော့တပည့်တော်တို့ဒီအတွေးတွေကိုစမ်းစစ်တဲ့နေရာမှာနော်ကိုယ့်ကိုပြန်ပြီးတတိရှိသွားစမ်းစစ်တဲ့နေရာမှာအပိုင်း4ပိုင်းနဲ့တပည့်တော်တို့စမ်းစစ်ရမှာဖြစ်ပါတယ်နော်အဲ့ဆိုနံပါတ်1အပိုင်းဖတ်ကြည့်ပါဦးအင်္ဂလိပ်လိုပြောတော့ self awareness awareness ဆိုတာတော့သိမှုပဲနော်သိမှုပဲသိမှုပဲဆိုသားကျင်တာသိတယ်သွားကျင်တာသိတယ်ဒီလိုမျိုးမဟုတ်ဘူးဒီ awareness ကဟိုဉာဏ်ပေါ့ဉာဏ်နဲ့ရှင်တယ်ဟာတနည်းအားဖြင့်ပြောရင်တမာသင်္ကပ္ပလို့ပြောလို့ရတမာဒိဋ္ဌိတော့မဟုတ်သေးဘူးနော်အဲဆိုတော့ကိုယ့်ကိုတည်တည်ချာချာမှန်မှန်ကန်ကန်တွေးတောဆင်ခြင်မှုကိုအခြေခံတဲ့သိမှုတွေပေါ့တွေးမကြည့်ရင်တော့ तू မသိဘူးကိုယ့်ကိုပြန်ပြီးအကဲခတ်မကြည့်ရင်တော့မသိဘူးဒါပေမဲ့ပြန်အကဲခတ်လိုက်ရင်သိတဲ့သဘောမျိုးပေါ့ self awareness လို့ပြောတယ်ရှင်ပြများခေတ်နဲ့ပတ်သက်တဲ့ပညာရပ်တွေကိုသင်ဒီစကားခဏခဏကြားနော်ရှင်ပြများကိုတပည့်တော့ဒါ family ဖြစ်ဖို့အင်္ဂလိပ်လိုပြောတော့ family ဖြစ်တယ်ဆိုတာယဉ်နီးပြီးသားဖြစ်အောင်ဒါပြောပြနော်အဲ့တော့ self awareness self ဆိုမိမိကိုယ်ကို awareness ဆိုတာဒါသိမြင်နားလည်မှုပေါ့ကိုယ့်ကိုသိမြင်နားလည်မှုကိုသိမြင်နားလည်မှုကိုလုံးမဲ့ဆိုရင်အပိုင်းအဆင့်ဆင့်ရှိတယ်ပေါ့နံပါတ်1ကပါတယ်လေယဉ်တရားနံပါတ်2ကဝိသေသလက္ခဏာနောက်နံပါတ်3ကခံစားမှုနောက်တစ်ခုကအမှုအကျင့်နောက်ဆုံးတစ်ခုကအောင်မြင်မှုနဲ့ကြာဆုံးမှုဒါနောက်ဆုံးတစ်ခုဆောင်ရွက်ပြီးစီးခဲ့တဲ့လုပ်ငန်းဖြစ်စဉ်အဲ့တော့ကိုယ့်ကိုပြန်လဲသုံးသပ်တဲ့နေရာမှာဒီအချက်6ချက်နဲ့သုံးသပ်ပါတဲ့ self-awareness ဖြစ်ဖို့ပေါ့ဗျာနော်အဲ့တော့ self-awareness နဲ့ပြောနေတာရှိတယ်ဆိုတော့ဒီဘာသာရပ်တစ်ခုပဲအချိန်တစ်ခုယူပြီးတော့လက်တွေ့တွေနဲ့ခိုင်းလို့ရသေးတယ်နော်ထားတော့ဒါပြီးတော့ lecture ပိုင်းအဓိကသွားနေတာဖြစ်တဲ့အတွက်အသေးစိတ်မသွားတော့soft skill သင်တန်းသီးသန့်လည်းမဟုတ်တဲ့အတွက်ဒီပြီးတော့ဒီအကျယ်တွင်းမပြောတော့ဘူးခြေခံသဘောတရားတွေပဲဒီပြီးပြောသွားတယ်နော်ကိုယ့်ကိုသိမြင်နားလဲဘောကနံပါတ်1အကျင့်စရာအင်္ဂလိပ်လိုပြောတော့ character ပေါ့နော် characterနောက်ထပ်ပိုပြီးပြည့်စုံအောင်ပြောရင် characteristic
နော်နောက်တစ်ခါဝိသေသလက္ခဏာဆို identity ဆိုတာကိုကစကားပြောကောင်းတယ်ပင်ကိုစကားပြောကောင်းတဲ့သူရှိကိုကအသံကောင်းတယ်တို့မကိုကအသံမှာအားနေတယ်နော်ကိုကမျက်စိမှုန်တယ်ကိုကမျက်စိရှင်တယ်တခုခုဆိုရင်မြင်တတ်တယ်တွေးတတ်တယ်ဆိုတော့ကိုယ့်ရဲ့ထူခြားတဲ့စွမ်းအားတွေတစ်ပါးနဲ့တစ်ပါးတူလားဗျမတူနိုင်တဲ့အတွက်ဝိသေသလို့ပြောတာ identity ပေါ့တိကျလက္ခဏာဒီလိုဆိုမှတိကျရှိနေတဲ့နော်ကောင်းတဲ့အချက်လက်တွေလည်းဖြစ်နိုင်တယ်ဆိုးတဲ့အချက်လက်တွေလည်းဖြစ်နိုင်တယ်အဲ့ဒါတွေကိုလည်းဒီလိုသိဖို့လိုတယ်ဥပမာတပည့်တော်ကပရိယတ္တိနဲ့ပတ်သက်လို့ရှိရင်ပါဠိတော်တွေကမပေါက်ဘူးပါဠိတော်မပေါက်တဲ့ဖြစ်တဲ့အတွက်ဒီကပါဠိတော်တွေအများကြီးထုတ်ပြောနေတရားမလို့ဒါတပည့်တော်ရဲ့အာဏာချက်ကိုထုတ်နေမှာမဟုတ်နော်အဲ့တော့တပည့်တော်ကျွမ်းကျင်နေရရှိတယ်တနေ့တခြားလေးလာထားတဲ့အပိုင်းတွေရှိတယ်အဲ့ဒါကိုတပည့်တော်အသာပေးပြီးပြောမှာဒါဘာဖြစ်လဲတပည့်တော်ရဲ့ဝိသေသလက္ခဏာကိုတပည့်တော်သိထားတယ်သဘောပေါက်ရလားဗျာနော်အဲ့တော့ကိုပိုင်တဲ့နေရာဘာလဲကိုအားနေတဲ့နေရာဘာလဲကိုယ့်ရဲ့ထူးခြားတဲ့လက္ခဏာတပည့်တော်ရှင်များတို့ပြောဖို့တပည့်တော် communication ဆက်ဆံရေးမှာအားနေတယ်ဥပဒေလုံးကောင်းဘူးအဲ့မဲ့ပြီးတော့သင်ကြားရေးတွေဘာတွေလုပ်တဲ့အခါမှာလုပ်ငန်းတွေစီစဉ်တဲ့အခါမှာအထူးသဖြင့်လုပ်ငန်းအသစ်တွေကိုတော့အစီအစဉ်ချတဲ့နေရာမှာတပည့်တော်အားသာချက်ရှိနော်ဒါဆိုကိုယ့်ရဲ့အားသာချက်ကဒါကိုယ့်ရဲ့အားနည်းချက်ကဒါတွေတိဖို့လိုတယ်နော်ဒါဆိုတပည့်တော်တို့သင်တန်းတွေတွားကြတယ်အများအားဖြင့်တော့ဒီရဲ့ဥပဒေရဲ့ဥတီရဲ့နောက်ပိုင်းတော့ပကံတို့ပါလာတို့သွားတယ်ဆိုရင်ကိုယ့်အလုပ်ကိုလုပ်ကြတယ်နော်အဲ့တော့တပည့်တော်ကနေရာတကာဝင်မလို့ဆိုသူတို့လည်းတပည့်တော်မညှို့ညင်ဘူးတပည့်တော်လုံနိုင်တဲ့ဟာလည်းသူတို့မလုံနိုင်တဲ့ဟာတွေရှိဆိုတော့သူတို့လုံနိုင်တဲ့ဟာလည်းတပည့်တော်မလုံနိုင်တာရှိတယ်တီချာသိရှိတဲ့အရေးချင်းတွေကိုပေါင်းလိုက်တဲ့အခါတပည့်တော်တို့မှာတော့ပြည့်စုံတဲ့သင်တန်းတစ်ခုဒီနေ့အဖြစ်ပြောရင်ရလက်ကောင်းတဲ့သင်တန်းတစ်ခုပြီးတော့ဖန်တီးနိုင်တယ်အဲ့တော့လူတိုင်းကတော့ပြည့်စုံတဲ့သူမဖြစ်ဖို့မလွယ်ဘူးလွယ်ပါမလားဗျာမလွယ်ဘူးအဲ့တော့ဘာသိထားဖို့လိုလဲဆိုတော့ကိုယ့်ရဲ့အာသာချက်တွေ identity ပေါ့ကိုယ့်ရဲ့တီချာထူးခြားနေတဲ့လက္ခဏာတွေကဘာတွေရှိတယ်လဲဆိုတော့သိရမယ်နော်နောက်တစ်ခုကခံစားမှုပေါ့ feeling ပေါ့ဝေဒနာပဲတပည့်တော်ကစိတ်လှုပ်ရှားလွယ်တယ် sensitive ဖြစ်တယ်လို့ခေါ်တာပေါ့အင်္ဂလိပ်လိုစိတ်လှုပ်ရှားလွယ်တယ်ခံစားလွယ်တယ်ခံစားလွယ်တာမှနော်တခုခုဆိုရင်မကျင်တဲ့စိတ်ခဏခဏပြန်ပေါ်တယ်ဒီလိုမျိုးလားပေါ့ကိုကနားလဲအလွယ်တကူနားလဲပေးလိုက်နိုင်တယ်ဒီလိုမျိုးလားကိုယ့်ရဲ့ခံစားချက်ကဘယ်လိုမျိုးလဲပေါ့ feeling ပေါ့ဝေဒနာကိုနားလဲဖို့လိုတယ်ကိုကမနာလိုမှုတွေနော်စိတ်ထဲမှာမစ္စရိယများနေတာတွေဖြစ်တယ်နော်မပယ်ရသေးတဲ့သာဖြစ်တဲ့အတွက်တပည့်တော်တို့ရှိလားမရှိဘူးလားရှိတယ်အဲ့ဒီ feeling တွေကိုလည်းသိဖို့လိုတယ်မဟုတ်ရင်တပည့်တော်တို့စိတ်ထဲမှာဖြစ်နေတဲ့မနာလိုဝင်သွင်းမှုတွေတငယ်ချင်းတွေနဲ့ထုတ်ပြလို့တပည့်တော်အပေါင်းအသင်းတောင်ရှိမှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဗျာနော်အဲ့ဒါဆိုကိုယ့်ကိုထိန်းချုပ်နိုင်ဖို့လိုလားမလိုဘူးလားထိန်းချုပ်ခြင်းနဲ့ဆိုဘာလုပ်ဖို့လိုလဲကိုယ့်ရဲ့ feeling ကိုသိနေမှရမယ်နော်ဒါ self-awareness ဖြစ်ဖို့ကြည့်ရမယ့်အပိုင်းတွေဗျာနော်ရှင်များတို့ focus လုပ်အောင်မှာဒါတွေကြည့်လိုက်ရင်ရှင်များတို့ self-awareness ကိုနားလည်သွားလိမ့်မယ်လက်တွေ့ကျသွားလိမ့်မယ်ဒါကိုပြောချင်နေတာဗျာနော်နောက်အမှုကျင့်အင်္ဂလိပ်လိုပြောတော့ morality ပေါ့နော် morality ဆိုတာဒီအမှုကျင့်ကမွေးရပါအမှုကျင့်ကိုပြောတာမဟုတ်မွေးရပါအမှုကျင့်ဆို talent ဒီလိုသုံးတယ်ဒါဒီအမှုကျင့်ကစနစ်တကျလေ့ကျင့်ထားတဲ့အလေ့ကျင့် habitual process ပေါ့ HABIT habit ဆိုတာကအလေ့ကျင့် good habit ဆိုလေ့ကျင့်ကောင်း bad habit ဆိုလေ့ကျင့်ဆိုအဲ့ဒီလေ့ကျင့်ကောင်းတွေလေ့ကျင့်ဆိုတွေကိုစနစ်တကျလေ့ကျင့်ထားတာတနည်းခဏဘာဝိတ္တပဖြစ်တဲ့အတွက် तू အင်အားကောင်းလာတဲ့က hobby ဝါသနာပေါ်လာတယ်အဲ့ဆိုဝါသနာကနေသူ့ရဲ့အမှုအကျင့်ပုံစံပြောင်းလိုက်တယ် morality လို့ဒီလိုပြောနော်အမှုအကျင့်တွေအဲ့ဆိုအဲ့ဒီအမှုအကျင့်တွေကဘာတွေပြောလဲစိတ်ပိုင်းဆိုင်ရာကိုပြောတာမဟုတ်ဘူးဗျဒီအမှုအကျင့်ကိုကောက်ရင်ရှင်များတို့ကာယကံနဲ့ဝစီကံကိုကောက်သီလလို့လည်းကောက်ချင်လဲကောက်နောက်ဒါကြောင့်သီလကို ethic လို့လည်းပြောတယ် morality လို့လည်းပြောတယ် discipline လို့လည်းပြောတယ်ဆိုတော့ဒီအမှုကျင့်ကိုပဲပြောနေတာပါနော်ဆိုတော့ဒီအမှုကျင့်ဆိုတဲ့အပိုင်းမှာဘယ်အပိုင်းတွေကောက်အောင်မလဲဆိုတော့ကိုယ့်ရဲ့ပြုမှုဆောင်ရွက်ချက်လှုပ်ရှားမှုတွေနောက်ကိုယ့်ရဲ့ပြောဆိုချက်တွေအပြောဆိုနော်အဲ့ဒါအပြုမှုနဲ့အပြောဆိုဒါကိုစနစ်တကျဘယ်လိုလေ့ကျင့်ထားသလဲကောင်းတဲ့ဘက်ကိုအားသာတာနော်ညံ့တဲ့ဘက်မှာများများပြောပြသလားဒါတွေကိုကြည့်ရမှာဖြစ်တယ်နောက်ကိုယ့်ရဲ့အောင်မြင်မှုကြာဆင်းမှုဆိုတော့သင်တန်းတစ်ခုလုပ်လိုက်တယ်အောင်မြင်အောင်လုပ်နိုင်သလားဒါ9ရက်ပဲဖြစ်ဖြစ်အသင်တန်းတစ်ခုတက်လိုက်တယ်အောင်မြင်အောင်တက်နိုင်သလားရှေ့ကိုထွက်ပြောတယ်အောင်မြင်ကိုယ့်ကိုအားရပါရရှင်များတို့ဒီတော့ညာတိုင်းမေးတယ်နော်ရှင်များကိုယ့်ကိုပြောဆိုမှုပိုင်းမှာအားရခြင်းနဲ့မှုရှိရလားဖေ။တနည်းအားဖြင့်ပြောရင်ရှင်များအောင်မြင်တယ်လို့ယူဆတာကိုယ့်လို့ mission အောင်မြင်သွားပြီလို့ယူဆဆိုပြီးတာနဲ့အောင်တာနဲ့မတူဘူးနော် complete ဖြစ်သွားတယ်ပေါ့ပြီးသွားတယ် end ပေါ့ဒီ end ပြီးသွားတယ်ပေါ့တို့တော့အောင်မြင်သွားသလားဆိုတာတော့တပည့်တော့ကိုယ်တိုင်သိမယ်နော်ကိုလို့ချင်တဲ့လုပ်ခုဒီကအမျိုးမျိုးရှိတယ်အရှိတော့ထွက်ဖူးသွားတယ်ဆိုတဲ့အောင်မြင်မှု
အကောင်းဆုံးတင်ပြလိုက်နိုင်ဆိုတဲ့အောင်မြင်မှုဒါတွေကတော့ level တွေထပ်ခွဲအောင်ပါပေါ့နော်ဒါကိုယ့်အကိုသိရမယ်အပိုင်းကိုယ့်ရဲ့အောင်မြင်မှုပြမကိုပြောချင်တဲ့အကြောင်းအရာတွေကိုတင်ပြမယ်ဆိုရင်ရည်ရွယ်တဲ့ဟာတွေမပါသွားဘူးအဲ့ဒါမပြောလိုက်နိုင်ဘူးဒါကြာရှုံးမှုလည်းဖြစ်လိမ့်မယ်နော်ဒါတွေကိုလည်းသိဖို့လိုတယ်နောက်ဆောင်ရွက်ပြီးစီးခဲ့တဲ့လုပ်ငန်းစဉ်နော်တနေ့တာလုပ်ငန်းစဉ်တွေကိုယ့်ရဲ့လုပ်ငန်းတစ်ခုလုပ်လိုက်တယ်အဲ့ဒီလုပ်ငန်းပေါ်မှာကိုဘယ်လောက်ထိလုပ်လိုက်နိုင်တယ်လဲနော်အဲ့ဒီဟာတွေကိုဒီပြောတော့ပြန်စမ်းသိရအဲ့တော့ self-awareness ပိုင်းမှာဒီလို6ချက်ပြန်ဖတ်ကြည့်ပါဗျာမိမိကိုယ်ကိုသိမြင်နားလည်မှုသိရမယ့်အပိုင်းတွေကအဲ့ဒီချက်6ချက်ကိုကြည့်ရမှာဖြစ်တယ်ဒါဆိုရင် self-awareness လုပ်နေတယ်ပေါ့ကိုယ့်ကိုပြန်ပြီးတော့အကဲခတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုဖတ်ပါဦးမိမိကိုယ်ကိုတန်ဖိုးထားမှု esteem လို့လည်းဒီလိုမျိုးဘာသာအတန်ထွက်ကြအောင် self esteem ကိုတန်ဖိုးထားဆိုဒါလူတိုင်းကိုယ့်ကိုတန်ဖိုးထားတယ်လို့ပြောရင်ပြောကြမယ်သို့တော့တပည့်တော်တို့ရဲ့နေထိုင်မှုကိုပြန်အကဲခတ်နော်အချိန်ကိုအကျိုးရှိအောင်တုံးနေသလားအသင်တန်းသင်မှုမှာကိုယ့်ကိုအားရကျင်တဲ့အောင်လေ့လာသင်ယူနေသလားကိုလှုပ်တဲ့လှုပ်ဆောင်ချက်တွေပေါ်မှာကိုယ့်ကိုဒီတန်ဖိုးတွေတက်လာအောင်ဘယ်လောက်လုပ်နိုင်သလဲဒါတွေကိုအကဲခတ်ရမှာဖြစ်တယ်ဒါမှသာလျှင်ကိုယ့်ကိုတန်ဖိုးထားတဲ့သူတစ်ယောက်ဖြစ်မှာပေါ့နော်အဲ့ဒါတော့နံပါတ်1ချက်ကဘာလဲညနိုးလေးစားမှုနောက်တစ်ခုကအားရကျင်တဲ့မှုနောက်တစ်ခုကယုံကြည်မှုနောက်တစ်ခုကမမာနာထားရှိခြင်းနောက်တစ်ခုကအထင်ကြီးကျင့်တတ်မှုဟုတ်ပြီနော်အဲ့တော့ကိုယ့်ကိုတန်ဖိုးထားရဆိုဒီအပိုင်း၅ပိုင်းနဲ့အကဲခတ်မှာပါကိုယ့်ကိုတန်ဖိုးထားလားမထားဘူးလားဆိုတာအရှင်ဘုရားတို့သူများတန်ဖိုးထားတာအရေးမကြီးဘူးနော်ကိုယ့်ကိုတန်ဖိုးထားတတ်ဖို့အရေးကြီးတယ်ဒီနေရာမှာတော့ဒီပြောတို့လောကဓိပတိဆိုတဲ့နေရာမှာဒီနေရာမှာကျတော့အတ္တဓိပတိကိုအရင်ကြည့်ရအတ္တဓိပတိကိုအကောင်းဆုံးတည်တောက်နိုင်မှသာလျှင်လောကဓိပတိကအကျိုးဆက်ပဲပြောလို့လောကကိုကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုတော့ကိုယ့်ကိုတန်ဖိုးမထားတဲ့သူတယောက်ကကိုယ့်ကိုအရေးချင်းတည်ဆောက်မထားတဲ့သူတယောက်ကလောကကောင်းကျိုးဆောင်နိုင်မှာမလားဗျမဆောင်နိုင်ဘူးဒါကြောင့်ဒီမှာတော့အတ္တဓိပတိနော်ကိုယ့်အကိုအည်သွေးမြင့်တဲ့ပုံစံပေါ့မြတ်စွာဘုရားရဲ့စကားနဲ့ပြောရတဲ့ဆိုရင်ဗုဒ္ဓထစရိယပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်အည်သွေးတွေမြင့်တယ်ဆိုတော့ကိုယ့်ကိုတန်ဖိုးထားမှုမှာနံပါတ်1မျက်နှိုးလေးစားမှုရှိခြင်းကိုယ့်ကိုမျက်နှိုးရှိရလားကိုယ့်ကိုမျက်နှိုးတန်ဖိုးထားတယ်ဆိုရင်တိဏ္ဏမညက်တရာယမပရိဇဂေယပန္တိတောလို့ဆိုတဲ့အတိုင်းပဲဓမ္မပဒမှာဆိုတဲ့အတိုင်းပဲအရွယ်3ပါးပေါ့တော့မို့အချိန်3ပိုင်းပေါ့ကြိုက်တယ်လို့ပိုင်းပြအချိန်နဲ့ပတ်သက်ပြီးပြောတာပါအရွယ်ဆိုတာနော်အဲ့ဒီမှာဒီမျိုးတော်တို့လေးလာသင်မှုတွေအားထုတ်မှုတွေဘယ်တော့လုံနိုင်တယ်လဲအဲ့ဒီလေးလာသင်မှုအားထုတ်မှုတွေကိုယ့်ကိုမျက်နှိုးတန်ဖိုးထားမှုအားရခြင်းနဲ့မှုရှိသလားဒါနံပါတ်1အချက်ဒါဆိုကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေကဘာလုပ်တယ်လဲဆိုတော့အချိန်ကိုတန်ဖိုးထားတာနော် time is money အချိန်ဟာငွေ time is gold အချိန်ဟာရွှေ time is everything ဒီစကားကဘယ်လိုပြောခဲ့လဲဆိုတော့ Abraham Lincoln ပြောခဲ့ time is everything အချိန်ဟာအရာတိုင်းပဲနော်လူတယောက်ကိုပုံပေါ်တာအချိန်နေပဲကာလောကတတိဘူတာနိဆိုမြတ်စွာဘုရားရှင်ပြောခဲ့တာလည်းရှိတယ်ဒီအချိန်ကိုဘယ်လိုလုပ်နေတယ်လဲအဲ့ဒါတန်ဖိုးတွေပဲဗျနော်ဟုတ်ပြီဗျအဲ့တော့ time is merit အချိန်ဟာကုသိုလ်တဲ့အချိန်ကိုကုသိုလ်ဖြစ်အောင်ပုံဖော်လို့ရအချိန်ကိုကုသိုလ်ဖြစ်အောင်ပုံဖော်လိုက်တယ်ဆိုအဲ့လူဟာတကတန်ဖိုးရှိတဲ့ဘဝကိုတိဆောက်ထားတာအချိန်ကိုကုသိုလ်ပညာရအောင်ပုံဖော်မထားနိုင်တဲ့သူတယောက်ကဒါအချိန်ကိုဖြုတ်ပစ်လိုက်တဲ့သူပဲနော်ဒါတပည့်တော့ time management ကြတော့အကျေသွင်းလာမှာပေါ့အခုထားခဲ့တော့နော်အဲ့တော့မိမိကိုယ်ကိုမျက်နှိုးလေးစားမှုရှိခြင်းနော်နောက်တစ်ခုကအားရကျင်တဲ့မှုရှိတယ်ကိုလှုပ်လိုက်တဲ့အလုပ်လေးတစ်ခုတပည့်တော့အကျေကြီးပြောတာမဟုတ်ဘူးအများကြီးဖြတ်ပြီးတော့မတွင်းနဲ့ကိုဒီတစ်ချိန်တက်လိုက်တယ်တစ်ချိန်ဒီတစ်ချိန်ပေါ်မှာရှင်များတို့အားရပါရကိုယ့်ကိုသင်ယူလိုက်နိုင်သလားနော်ဒီအလုပ်တစ်ခုရှေ့မှာထွက်ပြောတယ်ရှင်များတို့အားရပါရလှုပ်လိုက်နိုင်လားဆွေးနွေးပွဲမှာအကုန်လုံးဝိုင်းဆွေးနေကြတယ်ကိုကခိုးနေတယ်ဆိုရင်ဟာဒီနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတွေ့ကြုံမရလိုက်ဘူးငါပြောချင်တာလေးမပြောလဲရပြီးတော့အကုန်ပြောမယ်စီဝေးတက်တာတော့ပြီးတော့ပြောခွင့်မရအဲ့ဒီစီဝေးတစ်ခါမတက်ဘူးဘာလို့ဒါအစည်းအဝေးမဟုတ်ဘူးသူပြောချင်တာပြောတာကိုတို့နားထောင်ဆိုတော့အစည်းအဝေးဆိုရင်ဗာလေအပြန်အလှန်ပြောဆိုခွင့်ဆွေးနွေးခွင့်နေရနိုင်ငံတော်အဆင့်အစည်းအဝေးပဲဖြစ်သေးဘာပဲဖြစ်သေးကိုယ့်ရဲ့ပါဝင်ခွင့်ပေါ့လှုပ်ရှားခွင့်အားထုတ်ခွင့်ပေးတဲ့ပတ်ဝန်းကျင်နယ်ပယ်လုပ်ငန်းအဲ့ဒါမှသာလေတပည့်တော်ကဒီလုပ်ငန်းပေါ်မှာဘာရမလဲအားရကျင်တတ်မှုရှိမယ်ဆိုတဲ့အနေအထားဖြစ်လာ
နော်အဲ့တော့အဲ့ဒီစီဝေးမှာဒီအလုပ်မှာဒီလှုပ်ဆောင်ချက်မှာကိုယ်တိုင်ဝင်မပါဘူးဆိုရင်အားရခြင်းနဲ့မရှိပါမလားဒါကိုယ့်ရဲ့ရွေးချယ်မှုဖြစ်သွားပြီရှင်ပြတို့ဒါသိကြတယ်ဒါပြီးလို့တာပြီးသွားတာဒီတစ်ချိန်တာပြီးသွားတာဒီဆွေးနွေးပွဲတာပြီးသွားတာဟိုတိတ်အားရတယ်လို့မဟုတ်ပါဘူးအဖွဲ့နဲ့ဟိုတာပေါင်းလို့လိုက်ရတာဒီလိုဖြစ်လိမ့်မယ်နော်အဲကြောင့်ဒီမှာဗာပြောခြင်းလဲဆိုတော့ရှေ့ထွက်ရသည်ဖြစ်စေမထွက်ရသည်ဖြစ်စေပါဝင်ဆွေးနွေးတာပူပေါင်းဆောင်ရွက်တာဒီလေ့ကျင့်တွေလုပ်ဖို့လိုလားမလိုဘူးလားအဲ့ဒါမှသာလဲဒီအလုပ်တစ်ခုချင်းစီမောကောဘာရှိလာမလဲအားရကျင့်နေမှုရှိတယ်အဲ့တော့အလုပ်ပေါ်မှာအားရကျင့်နေမှုရှိတယ်ဆိုတာဘာဖြစ်လို့လဲကိုပါဝင်လဲရလို့အဲ့ဒါကိုပြန်ပြီးတော့ focus လုပ်မယ်ဆိုရင်ကိုအားရဒီအလုပ်နဲ့ပတ်သက်ပြီးကိုအားရအခုတပည့်တော့စာသင်နေတယ်ကောင်းသင်နိုင်လားဆိုတော့ပြီးတော့ self awareness ခါတဲ့ကဲခတ်ဒီအထိပ္ပယ်ပွင့်တဲ့ကြောင့်တို့နားလည်အောင်ရှင်းလိုက်နိုင်လားတို့ရဲ့စိတ်ဝင်စားမှုကိုတပည့်တော့ယူနိုင်လားဒါကိုတပည့်တော့အကက်ခတ်ပြီးသင်နေအဲ့တော့တပည့်တော့ကျတော့ဒီ monotype မဟုတ်တော့နော်ဒီ audience ကိုလည်းကြည့်တယ်ပရိသတ်ကိုလည်းကြည့်တယ်ကိုလည်းပြန်ပြီးအကဲခတ်တယ်နော်အဲ့လိုမှတပည့်တော့ကတက်ကြွဒီတို့ရဲ့ public speaking ပုံစံပေါ့နော်ကဲဟုတ်ပြီနံပါတ်2အားရခြင်းနဲ့မရှိနောက်နံပါတ်3ကဘာလဲဗျယုံကြည်မှုရှိတယ်ယုံကြည်မှုရှိဖို့ဆိုတော့ဒီဘာသာနဲ့ပတ်သက်ပြီးတော့ဒီအလုံးနဲ့ပတ်သက်ပြီးကောင်းပြင်ဆင်ထားလိုက်လားကျွမ်းကျင်သလားလှုပ်လိုက်တဲ့အပေါ်မှာရောတကယ်ထိထိမိမိရှိရလားနော်ပရိသတ်ကိုပေးလိုက်နိုင်တဲ့အပေါ်မှာအားရရလားဒါတွေအားလုံးကိုကြည့်လိုက်မယ်ဆိုရင်ဒီအလုပ်ပေါ်မှာယုံကြည်မှုရှိတယ်ပေါ့နော်နောက်တစ်ခုကမာနထားရှိခြင်းဘာထားရမလဲဗျမာနနဲ့ပတ်သက်ပြီးတော့ဖုံလည်းတင်းတင်းမေးသွားတယ်မာနဘယ်နှမျိုးလဲဗျ2မျိုးဗျသေဝိတ္တပမှန်နဲ့နသေဝိတ္တပပေါ့နော်အဲ့တော့ထားမယ်မှန်နဲ့မထားမယ်မှန်မာနကဘယ်ချိန်မှပြုတ်မလဲဗျအနာဂံဖြစ်မှမာနအတန်ရောတင်အကုန်ပါအဲ့တော့ဒီပြတို့သမဏမှန်ဗျမဏမှန်ဆိုတာရှိလားမရှိဘူးလားမာနထားတဲ့နေရာထားရမယ်အဲ့ဒါလိုမျိုးဒီပြတို့ကောင်းတဲ့လုပ်ငန်းအတွက်ဒါကောင်းအောင်လုပ်မယ်သူတောင်လုပ်နိုင်တယ်ငါဘာကြောင့်မလုပ်နိုင်ရမလဲဆိုဒီလိုထားတဲ့မှန်ကတော့ကောင်းတဲ့မှန်တနည်းအားဖြင့်ပြောရင်သူဟာဖွံ့ဖြိုးတိုးတက်ဖို့အတွက် improvement ဖြစ်သွားဖို့အတွက်ဒါလိုတယ်လုံးဝမပါဘူးဆိုရင်ဒီတော့တွန်းအားမရှိသလိုဖြစ်နေတယ်လူကစီမပါတဲ့စက်ကြီးကိုတွန်းနေသလိုဖြစ်နေတယ်ဒီမာနကဒီတော့စီထည့်ပေးလိုက်တယ်နော်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တဲ့အတွက်နော် energy တစ်ခုဖြစ်သွားပြီးတော့အဲ့ဘက်ကိုကောင်းတဲ့ဘက်ကိုရောက်သွားတယ်တို့တော့အဲ့ဒါဟာပြိုင်မှုရှင်မှုအတွက်ဒီလိုပညာသင်ကြားတဲ့နေရာမှာပြောတယ်ဗျာနော်ပညာသင်နည်းဗန်နည်းနဲ့ဗျာကင်ထားလိုက်တော့နော်ဒီလိုအဲ့မှာအများဆုံးပြောကြပါလေမွေဖတ်နဲ့ပညာသင်နည်းအလကတ္တဝပပညာသင်နည်းဆိုတာရှိလားမရှိဘူးလားဗျဒီပညာရဲ့အတိုင်းရင်ဘာလို့မလဲပြိုင်မယ်ပေါ့ထင်ပေါ်ဖို့ပေါ့ဂုံကြီးဖို့တော့အဲ့လိုလုပ်တဲ့ဟာကောင်းမှာမလားမကောင်းဘူးပေါ့နော်ဒါမျိုးတွေရှိတယ်အဲ့ဒါဆိုတော့အဲ့လိုမျိုးမာနကိုပြောတာမဟုတ်ဘူးနော်အများနဲ့ရင်ပေါင်တန်းနိုင်တဲ့တော့အများအကျိုးဆောင်နိုင်ဖို့အတွက်တော့အရေးချင်းတွေပြည့်ဝလာဖို့အတွက်ထားတဲ့မာနတော့ရှိလားမရှိဘူးလားအဲ့ဒီမာနကိုထားရမယ်အဲ့ဒီမာနထားခြင်းဟာအဲ့လိုမာနမှမထားစဉ်းစားကြည့်ကိုယ့်ကိုတန်ဖိုးမထားတော့အလုပ်ချင်းသလိုလုပ်နေချင်းသလိုနေပေးချင်းသလိုပေးတေးချင်းသလိုပေးနော်တောက်ချင်တာတောက်စားချင်တာစားဟုတ်လားကိုယ့်ရဲ့ကိုကျင့်တိတ်ခါကိုလည်းတိဆောက်ကောင်မှမသိဘူးနော်အဲ့ဆိုတိတ်ခါပေါ်မှာဂါရဝမရှိတော့ဘူးပေါ့နော်တိတ်ခါဂါရဝမရှိတော့အဲ့ဒါဆိုရင် तू ကမာမနာလည်းမရှိဘူးတနည်းအားဖြင့်ကောင်းတဲ့မှန်လည်းမရှိဘူးဒါဆိုတော့ तू ကသူ့ကိုယ်သူလည်းကောင်းအောင်တိဆောက်နေတဲ့ပုဂ္ဂိုလ်လို့ပြောလို့မရတော့နော်ဒါကြောင့်ကိုယ့်ကိုကောင်းအောင်တိဆောက်နေတဲ့ तू ကကိုယ့်ရဲ့တိတ်ခါဂါရဝကိုယ့်ရဲ့အကျင့်တိတ်ခါတော့အည်သေးတွေပေါ်မှာအမြဲတမ်းတန်ဖိုးထားလေးသားနေရမယ်ဒါမျိုးကိုပြောတာဒါဆိုတော့မာနာထားရှိခြင်းနောက်ဆုံးတစ်ခုကဘာလဲဗျသူများအထင်ကြီးတယ်လားကိုယ့်ကိုထင်ကြီးရလားကိုယ့်ကိုထင်ကြီးတာငါလုံးနိုင်ပြီဆိုတော့ဟုတ်ဘဝင်မြင့်သွားတာနဲ့မတူဘူးဗျနော်လုံးနိုင်စွမ်းရည်ဆိုတဲ့ဟာကိုဒီလို appreciate လုပ်တယ်လို့ခေါ်တယ်အင်္ဂလိပ်လို appreciation ဆိုတာဘာလဲဆိုတော့အသိမှတ်ပြုအဲ့တော့ရှင်များဒီလိုပြောတယ်ကိုယ့်ကိုကျင့်တတ်ရလားနော်တနည်းအားဖြင့်ပြောရင်ရှင်များတို့ပွင့်လင်းပြောရင်ဒါကိုအသိမှတ်ပြုရလားလို့မေးတယ်နော်အဲ့တော့ဒီအလုပ်လုပ်တဲ့အပေါ်မှာကိုအသိမှတ်မပြုဘူးဆိုသူများအသိမှတ်ပြုတွေကမျောမနေနဲ့ဒါမသေးကြဘူးနော်ကိုအသိမှတ်ပြုလိုက်ဟာငါဒီလောက်လုံးနိုင်တော့ပြီငါရှေ့ထွက်တဲ့အတွေ့အကြုံရသွားပြီငါပိုးလောက်လာနိုင်ပြီဒါကိုအသိမှတ်ပြုလိုက်တာနဲ့ကိုကတဆင့်တိုးလာတယ် improvement ဖြစ်လာတာတိုးတက်လာအဲ့လိုမဟုတ်ဘဲနဲ့ဟာဒါလည်းအားမရတယ်မဟုတ်သေးပါဘူးဆိုတဲ့ဟာတွေအများကြီးတွေ့ရင်တော့ဘာကြီးကနောက်တော့မလုပ်တော့ပါဘူးအားထုတ်ကြိုးပမ်းမှုတွေလျော့ကျသွားမယ်အဲ့ဒါတော့ဘာအရေးကြီးလဲဆိုတော့ကိုအထင်ကြီးတယ်တော့ကိုကျေနပ်မှုအင်္ဂလိပ်လိုပြောတော့ appreciation အသိအမှတ်ပြုမှုတွေများလုပ်ပေးဖို့လိုတယ်အဲ့ဒါတော့ဒီပြီးတော့တို့ဒီဒုတိယကောင်းတဲ့အောင်မှာဖတ်ကြည့်ပါဦးဗျာမိမိကို
ဒါအရှင်များတို့အလုံးလုံးတဲ့အခါမှာအခုနေစာဒူဝါမှာသောမဲ့ဟာတွေကိုတပည့်တော်တစ်ခါတည်းကြိုးပြောထားတာပဲနော်အဲ့ဒါတော့အရှင်များတို့ကြံတဲ့တင်တန်းရက်တွေမှာနော်ကြံတဲ့လုပ်ငန်းတွေနေမှာပေါ့နော်အရှင်များတို့ရီမန်းချက်ပေါင်းမြောက်ဖို့အတွက်ဒါတွေစနစ်တကျလေ့ကျင့်ထားပါလို့ဒါတပည့်တော်လေ့ကျင့်ထားနိုင်ဖို့အတွက်2ပေါ့ TOL2 ဆိုတာဒါလက်နက်တွေကိရိယာတွေတက်ပေးလိုက်ဒါပေမဲ့အဲ့ဒီလက်နက်တွေကိရိယာတွေဂွားတွေပလာယာတွေဂွားရှင်တွေဒါတွေရှိတယ်တို့တော့အရှင်များတို့ကကြက်တဲ့နေရာကြက်ဖြုတ်တဲ့နေရာဖြုတ်ကိုတိုင်းဒီ2တွေကိုအသုံးမချဘူးဆိုရင်တော့တပည့်တော်တူးပေါက်ကြီးရှိထားပြီးဘာမှမလုပ်တတ်တဲ့သူနဲ့အတူတူဖြစ်သွားတယ်အဲ့တော့တပည့်တော်ရှင်များတို့နော်အချက်လက်တွေလက်နက်တွေကိရိယာတွေတက်ပေးလိုက်တာသုံးတာမသုံးတာအရှင်များတို့အပိုင်းဒါတပည့်တော်အပိုင်းမဟုတ်တော့ဟုတ်လားခိုင်းနောက်တစ်ခုဖတ်ကြည့်ပါဦးမိမိကိုယ်ကိုတွေ့တော်ခြင်း self reflection ဒါတော့ညှာလို့မရကိုညှာလို့မရဒီပိုင်းကြတော့ကိုယ့်ရဲ့အတွင်းသိကိုပြန်ပြီးအကဲခတ်တာမှန်ထောင်းကြည့်တယ်လို့ကိုယ့်ရဲ့အတွင်းသိကိုပြန်ပြီးတော့အကဲခတ်ကြည့်အဲ့ဒီဘိုင်းမှာဘာတွေရှိတယ်လဲဆိုတော့ဖတ်ပါအောင်ဂျင်းနဲ့အာရမှုပေါ့နော်ရာကောက်ခြင်းနဲ့ဂျင်းနဲ့အာရမှုရှိမရှိနောက်တစ်ခုကလုံးဆောင်ပြည်တည်မှုအားပြန်လဲသုံးသပ်ခြင်းနောက်တစ်ခုကအတိတ်ကာလကိုပြန်လဲသုံးသပ်ခြင်းနောက်တစ်ခုကဘာကြောင့်ဘာလဲဘာကြောင့်ဘယ်လိုလဲနောက်တစ်ခုကအကောင်းမြင်အဆိုးမြင်တချို့ဟာတွေကဒီပြီးတော့အကျင့်မဲ့သွားမယ်ဘာဖြစ်လို့ဆိုတော့သူ့ဘာသာရေးကြတော့မှဒီအကောင်းမြင်အဆိုးမြင်နဲ့ပတ်သက်ပြီးတော့ဒါသင်္ကီပိုင်းနဲ့ကြတော့ဆရာဒေါက်တာအေးကျော်အကျယ်ပြောလိမ့်မယ်တပည့်တော်သူ့ဘာသာရေးကိုကြူပြီးတော့အကျယ်ကြီးပြောမိတယ်လို့ဖြစ်မှာသလိုတပည့်တော်ကဒါအခြေခံလေးတွေပဲ foundation တွေချပြီးတော့နော်အဲ့တော့နံပါတ်1ကကိုပြန်လဲတွေးတောဆင်ခြင်ရမယ်အပိုင်းမှာတကယ်ပဲရှင်များတို့ထိရောက်ခြင်းနဲ့ဆိုရင်တော့ဒါလေးတွေကိုနှုတ်လေးတွေထုတ်ပြီးတော့ကိုယ့်ရဲ့တနေ့တာပြန်ပြီးတော့သုံးသပ်လို့ရတယ်အရှင်များတို့ဘုန်းကြီးသင်တန်းဖြစ်တဲ့တပည့်တော်အများကြီးကြက်မထားတပည့်တော်လူသင်တန်းတွေဆိုရင်လူကလည်း20ပဲခေါ်တယ်အကုန်လုံးကြက်တာဒီချက်လက်တွေနေ့စဉ်တင်ရအချိန်ဘယ်လိုသုံးတယ်လဲဖုံးဘယ်လိုသုံးတယ်လဲအဘယ်ချိန်ထားလဲထားအဲ့ရထားတာအလန်းနဲ့ထားတာလားဒီတိုင်းစိတ်နဲ့နှိုးပြီးထားတာလားဘာတွေကနေလှုပ်ဆောင်ခဲ့တယ်လဲအစားရှိတဲ့ဒီဟာတွေကိုနေ့စဉ်မှတ်စုရေးရရေးပြီးတော့ကိုယ့်ကိုပြန်ပြီးတော့တင်ပြရတယ်သုံးသက်ချက်အဲ့ဒါဆိုဒီနေ့ဖြတ်သန်းမှုမှာကိုယ့်ကိုအားရသွားလားဆိုတော့မလုတ်ခိုင်းမှုဆိုရင်တော့ဒါကသင်ခန်းစာအနေနဲ့ပြီးသွားတာတပည့်တော်တို့ရှင်များတို့သင်ခန်းစာအနေနဲ့ပဲသင်နေတော့လှုပ်ချင်းမလှုပ်ချင်းရှင်များတို့ကိုယ်တိုင်အားထုတ်မှုပေါ်မူတည်တယ်ဆိုတော့အားထုတ်လိုက်တဲ့သူက15ရက်တစ်ပတ်လောက်နေသိတာသွားလိမ့်အများကြီးမဟုတ်သေးဘူးတပည့်တော်တစ်ပတ်နဲ့လူငယ်တွေကိုအများကြီးဆွဲတင်တာနော်အဲ့တော့ဆွဲတင်နိုင်တယ်ဆိုတဲ့အခါမှာကျတော့ရွယ်ချက်ရှိတဲ့လူတွေအတွက်ကတော့တန်းနေတာလမ်းကြောင်းရွယ်ချက်ရီမှန်းချက်မရှိတဲ့သူတော့တင်တန်းပြီးတော့ပြန်လဲနေတာပါသိပ်ပါမထူးကြပါဘူးနော်ဒါကတော့သူတို့ရဲ့အခန့်နဲ့လဲဆိုင်ဆိုတော့နံပါတ်1ကိုအားရခြင်းနဲ့မှုရှိလားမရှိသလားအခုတပြည့်တော့တလပြီးတာနဲ့ဒီမှာတင်တန်းနဲ့ပတ်သက်ပြီး training review တွေရောရေးမယ်အဲ့တော့တနိုင်ငံလုံးညီလာခံကြီးတွေလုပ်တယ်ပွဲကြီးတွေလုပ်တယ်တော်တော်များများတင်တန်းတစ်ခုပြီးတိုင်းလုပ်ငန်းကြီးတစ်ခုပြီးတိုင်းနော် monitoring and evaluation ဒီလိုဘိုးအဖွဲ့မှာကအားနေအင်္ဂလိပ်လိုပြောတော့ M&E ပေါ့ဆိုတော့တပည့်တော်တင်တန်းတွေတက်ထားတယ်နိုင်ငံခြားမှာနိုင်ငံခြားလူတွေကလာပြီးတော့တပည့်တော်ဘာလုပ်နေတယ်လဲဆိုတော့တင်တန်းဆရာတွေက4-5နှစ်နေရအောင်လိုက်နေတော့မယ်တခါတည်းကပြီးတော့မန္တလေးကြီးလာပြီးတော့လူတွေ့ဘာတွေလုပ်ပေးနိုင်ဘာတွေလုပ်သွားနိုင်လဲဘာတွေလုပ်နေကြလဲဆို followers လိုက်တာပေါ့တပည့်တော်တို့ကအလုပ်ပြီးပြစ်ထားလိုက်တော့နော်အဲ့လိုမလုပ်အောင်ကိုယ့်ကိုပြန်ပြီးတော့သုံးသက်ချက်ရှင်းနေဖို့အရေးကြီးတယ်နော်အဲ့တော့ကိုအားရခြင်းတဲ့မှုရှိမရှိဒါလည်းရှင်များတို့မှတ်တမ်းတင်နေပါတယ်နောက်တစ်ခုကလုံးဆောင်ပြည်သိမှုကပြန်လဲသုံးသက်ခြင်းအခုတော့တပည့်တော်တို့23ရက်ရှိပြီရှင်များတို့တရားစခန်းနဲ့ပဲပြန်လဲသုံးသက်ချက်ရေးကြည့်ပေါ့တရားစခန်း10ရက်မှာရှင်များတို့အတွေ့အကြုံဘယ်လောက်ရရလဲတရားအားထုတ်တဲ့ပုံမှာကိုအားရခြင်းတဲ့မှုရှိလားနောက်စာကြည့်တဲ့လုပ်ငန်းစဉ်နောက်ဖုံဖုံရက်တင်တဲ့9ရက်အခုရောက်လာပြီအဲ့ဒီမတူတဲ့လုပ်ငန်းစဉ်တွေပေါ်မှာရှင်များတို့ဘယ်လောက်အားထုတ်လိုက်နိုင်လဲကိုတိုင်ရောအားထုတ်တယ်လို့မျိုးယုံကြည်သလားဘယ်ပိုင်းမှာတော့ကိုတိုးတက်လာတယ်လဲကိုယ့်ရဲ့တိုးတက်မှုကိုသိရတပြည့်တော်တို့အာနာပါနမှာဆိုရင်ဝေဒနာနုပဒနာနဲ့အခန်းကိုဗာပြလဲပီတိပဋိသင်္ဝေဒီအသဒိဋ္ဌမေတိဒိဋ္ဌတိနော်ပီတိနဲ့ရှင်ပြီးတော့လေလေးကိုတခါတည်းဝမ်းမြောက်ဝမ်းသာမှုနဲ့ရှင်ပြီးရှူရမယ်အဲ့ဒီဝေဒနာဒါမှဒါဝေဒနာခန္ဓာကိုပေါက်ပြီးတော့အာနာပါနဝေဒနာနုပဒနာအဓိပ္ပာယ်ရှုနိုင်ပါဆိုတော့အဓိပ္ပာယ်ကဘာလဲဆိုတော့ဒီကိုလှုပ်တဲ့အလုပ်ပေါ်မှာပီတိဖြစ်လာအောင်လှုပ်လိုက်တဲ့အလုပ်ဘယ်နှခုလှုပ်ပြီးပြီလဲတော့ဒါလေးတွေကအရှင်ဘုရားတို့အတွက်နောက်ထပ်ကြံတဲ့ရက်တွေကိုအရင်ချင်းမြင့်ဖို့အတွက်အင်အားဖြစ်ဖို့အတွက်ဒါကစွမ်းအားတွေပါခြားခြင်းဖြစ်လိုက်တယ်လို့ပဲ
အလုံးပေါ်ရင်တော့ဟာတပတ်တော့ပြီးသွားပြီကွာတရားသခင်ကြီးကြုံပြန်ပြီဟာလောရပြန်ပြီရှိမှာပါပဲနော်အဲ့တော့တပည့်တော်တွေလည်းနေချင်းပြန်ပြီးသုံးသပ်ဖြစ်တယ်ဆိုတော့ဒီနေ့ကိုယ့်ရဲ့အားထုတ်မှုပံ့ပိုးကူညီနိုင်မှုပေါ်မှာအားရရဲ့လားဘယ်ပိုင်းမှာအားနေသွားလဲဟာဒီနေ့ငါပြောတာအဆင်မပြေဘူးဟာဒီနေ့တော့ဆက်ဆံရေးအဆင်ပြေတယ်အားထုတ်ရတဲ့ပုံမှာသူတို့အတွက်ထိရောက်တဲ့လုပ်ငန်းတွေငါပေးလိုက်နိုင်တယ်ဒါပြန်ပြီးတို့တနေ့ချင်းသုံးသပ်ဆိုအလေးချင်းကောင်းလာရင်တော့ချရေးသေးအောင်လို့တော့အလေးချင်းမကောင်းသေးရင်တော့ဒီလိုချရေးကြည့်တပတ်လောက်သို့မဟုတ်တစ်လလောက်လှုပ်လိုက်တယ်ဆိုရင်ရှင်ပြတို့ဒါကိုယ့်ကို focus လုပ်တဲ့နေရာမှာတအားမြန်သွားလိုက်ပြီနော်အဲ့တော့လုံဆောင်ပြည်သူမှုဟာပြန်လဲသုံးတတ်ခြင်းနောက်တစ်ခုဟာအတိတ်ကာလဟာပြန်လဲသုံးတတ်ခြင်းဒီနေ့လုံဆောင်မှုအတိတ်ကာလဆိုတာဒီသင်္นานမတက်ခင်ချင်းတွေကိုကဘယ်လိုအရေးချင်းတွေရှိတာလဲခုသင်္นานတက်လိုက်တဲ့ကာလကလုံဆောင်မှုပေါ့နော်အဲ့တော့ဟိုးအဝေးဒီကိုဖြတ်သန်းကြလိုက်အခြေအနေနဲ့အခုဒီသင်္นานကာလအတွင်းဒီနှစ်ခုကိုပြောတာအဲ့တော့လုံဆောင်မှုဆိုတာဒီသင်္นานအတွင်းမှာလုံဆောင်ချက်တယ်အတိတ်ကာလဆိုတော့ဒါမတိုင်ခင်တော့နော်နှိုင်းရှင်ပြီးလေ့လာလို့ရအဲ့တော့အခုချိန်နေနဲ့ဘလို့ကွာသွားတယ်လဲနောက်တစ်ခုဘာလဲဘာကြောင့်လဲဘလို့လဲဆိုဒါတော့ရှင်များတို့တနေ့ဆရာကြီးလည်းပြောကြတယ် WH မေးခွန်းနေဒါ3ခုထည့်ထားတယ်တော့6ခုနိုင်မေးရင်လည်းမေးငါရဲ့အခြေအနေကဘလို့ဖြစ်သွားပြီလဲဘာကြောင့်ဒီလိုအခြေအနေရနေတာလဲနော်အခြေအနေမှန်နေကိုယ့်ကိုပြန်ပြီးတော့မေးခွန်းထုတ်ပြီးတော့ကိုယ့်ကိုဖြေပြဟုတ်ပြီလားဗျာနော်အဲ့တော့သူများထုတ်တဲ့မေးခွန်းတဲ့ကိုယ်တိုင်ထုတ်တဲ့မေးခွန်းကိုကိုယ်တိုင်ဖြေနိုင်ဖို့အရေးကြီးပါလေအရှင်ဘုရားတို့အဖြေမရှိသေးဘူးဆိုရင်ရှင်ဘုရားတို့အဲ့ဒီမေခွန်းတွေစွမ်းရည်မရှိသေးလို့ပေါ့နော်ဟုတ်လားဗျာနော်နောက်ဆုံးတစ်ခုကအကောင်းမြင်အဆိုးမြင်အင်္ဂလိပ်လိုပြောတော့ negative sense positive sense နောက်တစ်မျိုး negative thinking positive thinking so positive thinking ဆိုတာတော့တမ္မာဒိဋ္ဌိနဲ့တွေးတဲ့အတွေးတွေနော်တမ္မာသင်္ကပ္ပကိုကောက် negative ကတော့မိစ္ဆာသင်္ကပ္ပပေါ့ဒါကတော့ဒီလိုလောကုတ္တရာအထိတော့မချင်းကပ်သေးဘူးလောကီနယ်ပယ်မှာပဲကြည့်နော်လောကီနယ်ပယ်မှာပဲဒီလိုလိုကောင်းတဲ့အတွေးတွေရှိသလားမကောင်းတဲ့အတွေးတွေများသလားနော်ကောင်းတဲ့ခံယူချက်တွေရှိသလားမကောင်းတဲ့ခံယူချက်တွေရှိသလားတနေ့ချင်းကိုပြန်ပြီး focus လုပ်ကြည့်လို့ရအဲ့ဒါအရှင်များတို့ခုပြီးသလောက်ကိုပြန်ပြီးတော့ကိုယ့်ကိုထိုင်ပြီးစဉ်းစားကြည့်ပေါ့ပြန်သုံးသပ်ကြည့်ပေါ့ချို့အလေးတွေချရေးကြည့်ပေါ့အဲ့ဒါဆိုရှင်များတို့ဒီသင်္นานနဲ့ပတ်သက်ပြီးတော့ကိုအကောင်းမြင်ဘက်ကိုများနေသလားအဆိုးမြင်ဘက်ကိုများနေလားဆိုတော့ဘာကြောင့်အကောင်းမြင်ဘက်ကဘယ်ဟာတွေကိုအကောင်းမြင်လာတာလဲဘယ်ပိုင်းမှာတော့လိုးနေသေးလို့အဆိုးမြင်နေတာလဲနော်အဲ့ဒါတွေကိုရှင်များတို့ဒါပြန်သုံးသပ် critical thinking ကြတော့အကျယ်ကြီးလာမယ်ဒီပိုင်းကိုအကျယ်ချက်ပြီးပြောနောက်အခုကတော့ဒါဒီလောက်ပဲအကျဉ်းလေးပဲနော်နောက်တစ်ခုကတပည့်တော်ခုပြောခဲ့တာ၃ခုပြီးသွားပြီ၃ခုကိုပြန်ပြောကြည့်အောင်ပထမတစ်ခုကဘာလဲဗျ self awareness ကဘာကိုပြောတာလဲမိမိကိုယ်ကိုသိမြင်နားလည်မှုနောက်တစ်ခုက self esteem ဘာကိုပြောတာလဲမိမိကိုယ်ကိုတန်ဖိုးထားမှုနောက်နံပါတ်3က self reflection ဘာလို့တာလဲမိမိကိုယ်ကိုတွေးတောဆင်ခြင်တာနောက်တော့3ခုပြီးသွားပြီအခုဒီတစ်ခုနဲ့ဆိုရင်ဒါ4ခုပေါ့ဆိုတော့ဒါ self confidence ဖြစ်ဖို့ဒီ4ခုနဲ့တပြည့်တော့ကိုယ့်ကိုပြန်ပြီးတော့ပုံစံချပြီးစဉ်းစားနေတာပေါ့နော်အကဲခတ်နေတာပေါ့နောက်ဆုံးတစ်ခုကဘာလဲဗျမိမိရဲ့အခြေအနေမှန်ကိုသိရှိသွားခြင်းလက်ရှိဖြစ်တည်မှုအခြေအနေမှန်ကိုသိသွား self actualization လို့ပြောတယ်ဒါကိုရှင်များတို့လောကီဘာသာပြန်တာတော့ဒီတော့သိမကြိုက်တချို့က actualize ဖြစ်တာကိုယဟန္တာဖြစ်တယ်လို့ယဟန္တာဖြစ်တဲ့လောက်ဒီကိလေသာကုန်သွားတဲ့လောက်ဒီဘာသာပြန်တာမဟုတ်ဘူးနော်ဒါတချို့ဒီဘာသာပြန်မှုတွေက dictionary တွေဟာတွေအကုန်ယူပြောနေတာမဟုတ်ဘူးတချို့ဟာတွေကသူတို့ကပါဠိစကားကိုနားမလဲပါဠိရဲ့အသွားအလာကိုနားမလဲဒါကြောင့်သူတို့ကဘာသာပြန်လိုက်တဲ့ကလှုပ်ကနေပြန်အဲ့ဒါမှတပြီးတော့ပြန်ချိန်ပြီးတော့သဘောတရားတွေနဲ့ပြန်ချိန်ဘာသာပြန်အဲ့တော့ကိုအခြေအနေမှန်ကိုသိသွားတယ် actualize ဖြစ်သွားတယ်တနည်းအားဖြင့်အဲ့ဒီအခြေအနေပေါ်မှာကိုအားရအောင်အားထုတ်တာတဲ့ရှေ့သုံးခုနဲ့အားရအောင်အားထုတ်တာရင်အဲ့ဒီအခြေအနေပေါ်မှာကိုကကျေနပ်သွားအဲ့ဒါ actualize ဖြစ်တယ်လို့ခေါ်တာပေါ့နော်အဲ့ဒီဘက်မှာဒီလိုအကဲခတ်တရားတွေရှိတယ်ဖတ်ကြည့်ပါအောင်ဗျာမင်္ဂလာစွမ်းရည်နောက်တစ်ခုကမှန်တကယ်သုံးသပ်မိခြင်းရှေ့ဟာတွေတော့သုံးသပ်တာနော်အခုကသုံးသပ်မိသွားပြီဒါကြောင့်ရှေ့အစစ်နဲ့မလုပ်ခဲ့ရင်ဒီအစစ်ကလုံးလို့ကိုမရရှေ့အစစ်နဲ့မှမလုပ်ခဲ့တဆင်ချင်းစကလုံးလေးတွေကသူတွေထင်ပေမဲ့သူ့ရဲ့နဲ့နဲမှုနဲ့လုံးဆောင်ချက်တွေ function တွေကွာသွားတယ်အင်္ဂလိပ်လိုပြောတော့ function ပေါ့လုံးဆောင်ချက်တွေကွာသွားတယ်ဗျာနော်အဲ့တော့မိမိဘာတွေလုပ်ခဲ့တဲ့ကိုအမှန်တကယ်သုံးသပ်မိခြင်းနောက်တစ်ခုကပါတယ်ဗျာလွယ်ချက်များအား
ဘယ်လိုဖြည့်ဆည်းရမည်ကိုသိရှိသွားကြအောင်စဉ်းစားကြည့်နော်ရှေ့ဟာတွေသုံးသက်တဲ့အခါကိုဘာလို့နေတယ်လဲဆိုအခုသိသွားပြီသိသွားတာဖြစ်တဲ့အတွက်အဲ့ဒါကိုဖြည့်ဖို့အစဉ်သင်ဖြစ်တယ်ဘယ်ဘက်မှာကိုအားကောင်းတယ်အဲ့အားကောင်းတဲ့ဟာကိုပုံမဖွံ့ဖြိုးတတ်အောင်လှုံ့ဆော်မှုအတွက်လည်းအစဉ်သင်ဖြစ်သွားတယ်နောက်ဆုံးတစ်ခုကတော့ဗါတယ်လေအမှန်တကယ်သင်ခန်းစာရရှိခြင်းကိုယ်တိုင်အမှန်တကယ်ကိုသင်ခန်းစာရသွားတယ်ကိုယ်တိုင်အမှန်တကယ် self learning ပေါ့အမှန်တကယ်ကိုသင်ယူလိုက်နိုင်ပြီတနေ့ကစာဖတ်နည်း၃နည်းမှာတပြည့်ပြောခဲ့တယ်မှတ်မိလေတပြ read yourself ကိုဖတ်တယ်နောက်တစ်ခုက read the environment ကိုယ့်ရဲ့ပတ်ဝန်းကျင်အခြေအနေမှန်ကိုဖတ်နိုင်တယ်နောက်အဆုံးတစ်ခုက read the situation အခြေအနေကိုမှဖတ်ရှုနိုင်တယ်သုံးသပ်နိုင်တယ်ဆိုတော့စာဖတ်မှုမှာ၃ခုကိုဖတ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနားလည်သဘောပေါက်တယ်ကိုနားလည်သဘောပေါက်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနားလည်သဘောပေါက်တယ်နောက်အခြေအနေမှန်တိုင်းနားလည်သဘောပေါက်တယ်ပေါ့ဒီ၃ခုပေါ့အဲ့ဒီသဘောမျိုးပါဒီမှာဒီဘက်မှာတော့နံပါတ်1ပင်ကိုစွမ်းရည်အင်္ဂလိပ်လိုပြောတော့ talent နော် talents ကလူတိုင်းမပါဆိုပါဖို့လူတယ်ဘယ်လိုလူတွေပါဖို့လိုလဲဆိုတော့ဒီဘဝမှာအောင်မြင်မှုကြီးကြီးမားမားကိုတကယ်လှုပ်ဆောင်နေတဲ့သူတွေအတွက်အောင်မြင်မှုကြီးကြီးမားရလို့တဲ့သူတွေအတွက် talent ပါကိုပါတို့တော့ဒီဘဝမှာစပြီးတော့အရင်ချင်းတွေကိုဖြည့်တော့မယ်လှုပ်ဆောင်ချက်ကောင်းတွေစွမ်းရည်ကောင်းတွေကိုအားထုတ်တော့မယ်ဆိုတဲ့ပုံကိုယ်တွေ talent မလိုဘူးအခုဘဝမှာစလေ့ကျင့်လို့ရနော်အဲ့တော့အခုဘဝမှာအောင်မြင်မှုအကြီးလိုချင်တဲ့သူတွေကဘာလို့လဲ talent လိုတယ်အဲ့တော့ပုဂ္ဂိုလ်ရဲ့အထုပ်ပတ်တီကိုပြန်ဖတ်ကြည့်လိုက်ဘယ်သူတွေအောင်မြင်သွားတယ်ဘယ်သူတွေမှာတော့ဘယ်ဘက်မှာထင်ရှားတယ်သူတို့ရဲ့ပါရမီဓာတ်ခံကဘာပါလာသလဲဆိုတာမြင်အောင်ကြည့်talent ပါလာလို့နော်ဒီဗီဒီယိုတော့အခုမပါသေးဘူးဒါမပါသေးလည်းကိစ္စမရှိဘူးမပါသေးရင်ဒီဘဝမှာစနစ်တကျလေ့ကျင့်လိုက်ရင်နောက်ဘဝအတွက်ဒါအထုံဖြစ်သွားတယ်မြန်မာလိုကျတော့ဒီ talent ကိုဘယ်လိုပြောလဲအထုံနဲ့ဟုတ်လားအထုံပါရမီပေါ့အထုံဆိုတာဘယ်လိုလဲဗျခဏဒီပါပေါ့နော်ခဏဘာဝိတ္တပဘာဝိတ္တဘူလိကတာပေါ့ထက်ကလေ့ကျင့်ထားလို့အားကောင်းလာတဲ့ regularly ဖြစ်တဲ့အခြေအနေတကူကနေပြီးတော့အားကောင်းလာတဲ့ကအလေ့ကျင့်ဇယိုက်ကနေအထုံပါရမီအဲ့တော့နောက်ဘဝတွေဒီဆက်သွားတာအဲ့ဒီအထုံကလည်းကောင်းတဲ့ဘက်ရှိတယ်မကောင်းတဲ့ဘက်လည်းရှိတယ်မရှိဘူးလားဗျရှိတယ်ဗျနော်ပိလိနာဝိဇ္ဇာကြဘာလုပ်တယ်လဲဆဲတာပေါ့သူကကျန်းတာနှုတ်ကျန်းတာနော်ရဟန္တာဖြစ်တော့သူနှုတ်ကျန်းတာပြောက်လားမပြောက်ဘူးအဲ့ဒါ talent အထုံးနေနဲ့လိုက်အဲ့တော့ဒီပြတော့အခုပြန်အကဲခတ်ကြည့်ပေါ့ကို့မှာပါခြင်းလဲပါမယ်နော်မပါခြင်းလဲမပါဒါအရင်မကြည့်ဘူးတို့တော့ကိုယ့်အကိုသိဖို့လိုတယ်ငါရဲ့ပါရမီအခန့်ကဘယ်ပိုင်းမှာအားသာတယ်လဲပင်ကိုဗီဇစွမ်းရည်တွေပေါ့အင်္ဂလိပ်လိုပြောတော့ဟောဒီပါလေဗီဇလို့ဒီလိုပြောရင်လည်းပြောဆရာကြီးဦးဝင်းမောင်ရဲ့စာအုပ်လေးတို့ဖတ်ကြည့်ပါဗျာနော်ဗီဇနဲ့ပတ်ဝန်းကျင်တော်ကောင်းတယ်သိပ္ပံပညာဘက်ကရောဗုဒ္ဓပညာဘက်ကရောချိန်ပြီးရေးထားတာဗီဇနဲ့ပတ်ဝန်းကျင်နော်ဆရာကြီးဦးဝင်းမောင်ရေးထားဗီဇကဘယ်နဲ့ရတာလဲမိဘတွေဒီကရလာတာရှိလား generation အနေနဲ့နော်အဲ့တော့ကိုယ်တိုင်ဟိုဒီစိတ်ပိုင်းဆိုင်ရာမှာဗီဇကဘယ်လိုတတိအနေနဲ့ပါလာတာလဲဆိုတဲ့ဟာတွေကိုအကျယ်တုံရေးထားတဲ့စာအုပ်တော့စိတ်ပညာဘက်ကပို့ပြီးတော့ချင်းကပ်ထားတာဖြစ်တယ်ဗီဇနဲ့ပတ်ဝန်းကျင်ဆိုရယ်ဆိုတော့ဗီဇအရေးကြီးလားပတ်ဝန်းကျင်အရေးကြီးသလားဆိုတာညကြရင်ဒီတော့အဲ့မိကိုမမေးနဲ့ဗျာကိုအဲ့ဒါကိုဖတ်ကြည့်နော်အဲ့တော့ဗီဇနဲ့ပတ်ဝန်းကျင်ဘယ်လောက်အရေးကြီးတယ်လဲဆိုတဲ့အကျယ်တုံရေးထားတဲ့စာအုပ်ပါစာအုပ်နာမည်ကဗီဇနဲ့ပတ်ဝန်းကျင်ရေးတဲ့သူကဆရာကြီးဦးအေးမောင်နော်အဲ့တော့ပင်ကိုစွမ်းရည်တွေကိုကိုအကဲခတ်နိုင်ရမယ်နောက်တစ်ခုကပါလေမိမိဘာတွေလုပ်ခဲ့သည်ကိုအမှန်တကယ်သုံးသပ်မိရမယ်ကိုပါဒီသင်တန်းအတွင်းမှာပဲ focus လုပ်ကြည့်လိုက်မယ်ဆိုရင်ကိုအားထုတ်မှုတွေကကောင်းခဲ့ပြီလားမကောင်းသေးဘူးလားတမယိုးကြတာမန်သင်တန်းသားတွေနဲ့အတူတူသင်ချိန်သင်တက်ချိန်တက်အကုန်လုံးအတူတူလောက်ကြတာလားသို့မဟုတ်တာမန်ရတဲ့အချိန်တွေကနေပြီးတော့တီချာကိုပိုင်အချိန်တွေမှာကိုဘယ်လိုမျိုးအားထုတ်နေသလဲဒါတွေကစအကုန်ကိုပြန်ပြီးတော့မညာမတာတန်းပြန်ပြီးသုံးသက်ကြည့်ပါဗျာနော်အဲ့ဒါဆိုရင်မိဘာတွေလောက်ခဲ့တယ်ဆိုတာကိုအမှန်တကယ်ပြန်လဲသုံးသက်မိလာနိုင်မယ်နောက်တစ်ခုကပါရဲ့လေလိုအပ်ချက်များဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုသိသွားတယ်ကိုကဘယ်ဘက်မှာလိုတာလဲနော်ကိုရဲ့လိုနေတဲ့အပိုင်းတွေကဒါတွေဖြစ်ရမယ်လေးလာသိမှုလားအားထုတ်မှုလားပေါ့လေးလာသိမှုရဲ့အားထုတ်မှုရဲ့ဘယ်ဘက်တွေကိုလိုတာလဲပေါ့အဲ့ဒါတွေကိုပြန်ကက်ခဲ့ရမယ်နော်တကယ်လဲကိုယ်တိုင်သိသွားပြီဒါတော့ပထမအဆင့်နဲ့တော့အကက်ခက်တာခုနောက်ဆုံးဆင့်ရောက်လာပြီဆိုတော့ကိုယ်တိုင်သိကိုသွားပြီ
ဩငါဒီပိုင်းမှာအားထုတ်မှုနေခဲ့တယ်ငါလေးလာသိမှုမှာအားထုတ်ငါဘာသာစကားဆိုင်ရာမှာနေတယ်ငါတော့အတွေ့အကြုံနေတယ်အဲ့တော့အတွေ့အကြုံများများရှိအောင်ငါလုပ်ဖို့လိုတယ်ဟုတ်လားငါဆွေးနွေးမှုနေတယ်များများဆွေးနွေးဖို့လိုတယ်လူများနဲ့ပူးပေါင်းလုပ်တဲ့လေ့ကျင့်ငါများများအားထုတ်ဖို့လိုတယ်ငါနေသေးတယ်ဆိုတော့အဲ့ဒါတွေကိုပြန်ပြီးတော့ဒီမှာသိသွားတဲ့အတွက်ပထမအဆင့်နေနဲ့အကဲခက်တဲ့အခါဒီအဆင့်ကျတော့အမှန်တကယ်ကိုသိသွားတယ်အဲ့တော့အဖြေရှိလားမရှိလားဗျဉာဏ်အနေနဲ့ပြောရင်ဒါလောကီဉာဏ်ကိုဒီလိုပြောတာပါဗျာနော်လောကုတ္တရာကိုပြောတာမဟုတ်ဘူးပိဿခဏဉာဏ်ပေါ့ဟုတ်လားကိုယ့်ကိုယ်ပါလေပြန်ပြီးတော့ဆင်ញံဒီပိဿခဏရဲ့သဘောကဘယ်လိုအခြေအနေမှာပြန်ဆင်ញံလာလဲအောင်မြင်မှုတစ်ခုပြီးသွားတယ်လုံဆောင်ချက်တစ်ခုပြီးသွားတဲ့အခါမှာပြန်ဆင်ញံတာကြိုတင်ဆင်ញံတဲ့ဉာဏ်မဟုတ်ဘူးဗျပိဿခဏဉာဏ်ဆိုတာဟုတ်လားနော်ဒါရတော့အဲ့ဒီအဆင့်ကိုဒါ self actualization လို့ခေါ်တာပါနောက်ဆုံးတစ်ခုကအမှန်တကယ်သင်ခန်းစာရပါဟောငါဒါတွေနေခဲ့တာဟုတ်ဒါတွေလိုခဲ့တာဟုတ်ဒီဘက်မှာတော့ငါပိုးလွတ်လာနိုင်ပြီဆိုပြီးတော့ဒါတွေသိသွားတဲ့အချင်းတွေပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုဒါလေးကိုအားလုံးဖတ်ကြည့်ပါဦးဗျာသင်ဤThere are no limits to what you are accomplish ဆွမ်းဆောင်နိုင်မှုတွေမှာတော့ဒါ limitation ပေါ့ limit ဆိုတာအကန့်အသတ်ဘောင်မရှိပါဘူးတဲ့ except the limits you place on your own taking ကိုယ့်ရဲ့အတွေးတွေကနေကန့်တာငါဒါမလုပ်နိုင်ဘူးမလုပ်နိုင်တော့ဘူးမဖြစ်ဘူးထင်တယ်နော်အရှင်ဘုရားတို့ကိုယ့်အကိုပြန်ပြီးတော့မညာတန်းသင်စားကြည့်ဘယ်သူအရင်တွေးဖြစ်လဲကိုယ့်အကိုအရင်တွေးဖြစ်တယ်ငါပြောလို့တော့မဖြစ်တော့ဘူးရှေ့ထွက်လို့မဖြစ်နိုင်နေဘူးထင်တယ်နော်ဒါတော့ငါရပါမလားမသိဘူးဟောအတွေးတွေကကန့်ပြလိုက်တကယ်တမ်းကျအရှင်ဘုရားတို့မှာစွမ်းရည်ရှိတယ်စနစ်တကျလဲဆွေးနွေးလေ့ကျင့်ထားတာဖြစ်တဲ့အတွက်လုံးမဲ့ဆိုရင်ဒီဟွာပေါ့လွတ်လွတ်လပ်လပ်လုံးလိုက်မယ်ဆိုရင်စွမ်းရည်တွေကပေါ်လာမှာအဲ့ဒီကိုယ့်ရဲ့စွမ်းရည်တွေအည်အသွေးတွေကိုဘာဖုံးပြလိုက်လဲ own think ကိုယ်ပိုင်အတွေးတွေနဲ့ဖုံးပြလိုက်တဲ့အခါအဲ့ဒီကိုယ်ပိုင်အတွေးတွေကဘယ်ကနေသင်ခဲ့လဲတပည့်တော်ရဲ့ပညာရေးမှာရှင်ဘုရားတို့ပညာရေးမှာအဲ့ဒါမရခဲ့ဘူးတပည့်တော်နိုင်ငံရဲ့ပညာရေးရှင်းမှာပညာရေးအစစ်မှကောင်းကောင်းမသင်ခဲ့ရတဲ့အခါမပြောတတ်မဆိုရဲမလုပ်ရဲမကန်ရဲမတွေးရဲမခေါ်ရဲလူကြီးတွေကလည်းငေါ့တယ်မှားလိုက်မနော်အမှားတွေအမှားကိုဖိပြောတယ်နော်အောင်မြင်တဲ့လှုပ်ဆောင်နိုင်ချက်ကိုတပည့်တော်က appreciate လုပ်ရအောင်မသိဘူးနောက်တစ်ခါလူကြီးတွေရဲ့ကိုယ်ပိုင်စဉ်းစားနိုင်တဲ့စွမ်းရည်ပေါ့ဒါလည်းမဆန့်ဘူးဗျတပည့်တော်တို့သင်ခဲ့ရတဲ့ပညာရေးကဘယ်လိုပညာရေးလဲအဲ့ဒီပုံမှာမူတည်ပြီးသွားတာအဲ့တော့လူကြီးတွေကလည်းဒီလိုပညာရေးစနစ်ကလာတယ်သူတို့ပညာရေးစနစ်သူတို့သင်ကြားမှုပတ်ဝန်းကျင်ပုံစံတိုင်းပဲပြန်သင်အဲ့တိုင်းမှာတပည့်တော်တို့ကအတွေးတွေနဲ့ပိတ်ပြီးအကုန်ဖုံးသွားတော့တပည့်တော်တို့ရဲ့စွမ်းရည်တွေပျောက်ထွက်သွားအဲ့တော့ရှင်များတို့ဒီမှာတပည့်တော်အားပေးချင်တာတကူကစွမ်းရည်ရှင်များတို့ရှိတပည့်တော်ညာတိုင်းပြောတယ်ရှင်များအသံပါဝါကောင်းတယ်စကားပြောကောင်းတယ်နော်အဘယ်ပိုင်းတွေမှာကောင်းတယ်အားသာချက်တွေရှိတယ်အဲ့ဒီຢာတွေကိုဖွင့်ထုတ်လိုက်အမေတပည့်တော်ဘာပိတ်ပြလိုက်တာလဲ own think နိဝရဏလို့ပြောရင်ပြောဟုတ်လားနော်နိဝရဏလို့ပြောရင်ပြောသင်္ကာရဝတုတ်မှာဉာဏ်ပိတ်တဲ့အကြောင်းရင်းဘယ်နှခုလဲဗျအားခုဗျသင်္ကာရဝပုံနာကိုမြတ်စွာဘုရားရှင်ပြောတယ်အဲ့ဒီအသိဉာဏ်တွေပွင့်လန်းဖို့အပိတ်ဆို့တရား hindrance လို့ခေါ်တယ်အင်္ဂလိပ်လို hindrance နိဝရဏပေါ့ပါဠိလို hinder လို့ထားတာပိတ်ဆို့ဖုံးကွယ်ထားတဲ့ဟာတခု၅ခုရှိအဲ့ဒီဟာတွေကတကယ်တော့တစ်ခုတည်းကိုပြောမယ်ဆိုရင်အတွေးတွေနိဝရဏဆိုတာစိတ်မှာပေါ်တာလားယုံမှာပေါ်တာလားစိတ်မှာပေါ်တာဒါဆိုအတွေးတွေပေါ့ဟုတ်လားဗျာနော်ဓမ္မယုံမှာလားထင်တဲ့အတွေးတွေအဲ့ဒီအတွေးတွေကပဲတပည့်တော်ရဲ့လုံးဆောင်ချက်တွေစွန့်ရည်တွေကိုဘာဖြစ်လိုက်လဲပိတ်ပစ်လိုက်တာဒါကြောင့်နော်ကိုယ့်ရဲ့တင်းရဲ့လုံးဆောင်ချက်တွေကအကန့်အသတ်မရှိပါဘူးနော်လုံးမဲ့ဆိုရင်လုံးလို့ရတဲ့ဟာတွေအများကြီးစွန့်ရည်တွေခြေလက်ကောင်းလက်လက်ကောင်းမျက်စိလက်ကောင်းအကုန်လုံးကျမ်းမာရေးလက်ကောင်းတာလုံးမဲ့ဆိုလုံးလို့ရတဲ့ဟာတွေအများကြီးဒါပေမဲ့တပည့်တော်ဘာဖြစ်နေရလဲကိုယ့်ရဲ့အတွေးတွေကကိုယ့်ကိုပြန်ပြီးတော့ကန့်လိုက်တဲ့အခါတပည့်တော်မလုံးနိုင်ဘူးလို့ထင်တဲ့အထင်တွေဟာငါပညာမတတ်ဘူးတပည့်တော်ခဏပြောတယ် gain တပည့်တော်ပရိယတ္တိသံဝဲမဖြေဘူးဟာငါမဖြေနိုင်ဘူးဒီမှာအကုန်လုံးကကြံပြီးသားတွေငါဘယ်လိုတင်မလဲဆိုတပည့်တော်လုံးလို့ရပါမလားဘယ်ရမလဲရှင်များတို့ပိုင်တဲ့အပိုင်းရှိလို့တပည့်တော်ပိုင်တဲ့အပိုင်းတွေရှိတယ်လေဆိုတော့ကိုပိုင်တဲ့အပိုင်းကိုပြောတာပေါ့ဟုတ်ဘူးလားဗျာနော်အဲ့ဒါဆိုကိုလုပ်ငန်းကိုကျွမ်းကျင်တဲ့ဟာကိုပြောတာများဘာမှကတ်သက်နေတရားရှိသေးလဲနော်ကန်ရှင်များတို့ပရိယတ္တိစာပေနဲ့ပါဠိလိုမပေါ့ဘူးဟုတ်တယ်အဲ့တော့လုပ်ငန်းခွင်နဲ့ပတ်သက်ရင်တပည့်တော်လေ့လာထားတာတွေအများကြီးဖတ်ထားတာတွေအများကြီးလက်တွေ့ဆရာတွေနဲ့လေ့ကျင့်ထားတာတွေအများကြီးအဲ့တော့ပြောစရာတွေအများကြီးရှိတယ်တပည့်တော်ပြောတဲ့သကလုံးတွေကိုတပည့်တော်တာဝန်ယူရဲတယ်အာမခံရဲတယ်
နော်ဒါကိုယ့်ကိုယုံကြည်မှုတိဆောက်ထားတာဒီလိုပြောတာနားလည်လားဗျာနော်ကဲဟုတ်ပြီဒါကြောင့်ဘယ်သူကကန့်ထားလဲကိုယ့်ရဲ့အတွေးတွေကပဲကိုယ့်ကိုပြန်ကန့်ထားတာပေါ့နော်နောက်တစ်ခုကဒါလေးကတော့လူရင်းတို့ရှင်းလဲဖြစ်တယ်ဖတ်ကြည့်ပါဦး No this succeed like success ဆိုအတိပ္ပယ်ကတော့ရှင်မတစ်ခုအောင်မြင်ပြီးနောက်တစ်ခုအောင်ဖို့လွယ်သွားတယ်အောင်မြင်တစ်ခုကိုတိတိကျကျရအောင်လုပ်လိုက်ဒါကြောင့်ရှင်မတို့ရှေ့တစ်ခါထွက်ပြီးပြီဆိုနောက်ထပ်ထွက်ဖို့နည်းနည်းလေးပထမတစ်ဆင့်ထက်တော့လွယ်သွားတယ်တစ်ခါမှမထွက်ဘူးတည်းဘူးတစ်ခါမှမပြောလို့ရသေးတော့အဲ့ဒီအခက်အခဲတွေကပြန်ပြီးတော့ပိတ်နေမှာအဲ့တော့အောင်မြင်မှုတစ်ခုရအောင်ရင်လုပ်လိုက်ပါနောက်ထပ်အောင်မြင်မှုကိုရှင်ပြခြေလန်းလန်းဖို့စဉ်းစားဖြစ်နေပါလိမ့်အကျယ်တွင်ပြောရင်ပေါ့နော်ဒါကြောင့်အောင်မြင်မှုလောက်ကောင်းတဲ့အောင်မြင်တဲ့အရာဆိုတာမရှိပါဘူးဒါကြောင့်အောင်မြင်မှုတစ်ခုရအောင်အရင်ဆုံးလုပ်လိုက်ပါဒါဆိုရင်နောက်ထပ်ပန်းနိုင်နေရှင်များတို့ထပ်ပြီးတော့တွေ့သွားပါလိမ့်မယ်ပေါ့နော်ကင်တာလေးဖတ်ပါအောင်ကိုဒီအစိုးမိတ်နေရရှင်များတို့မိမောင်းထိုးပြတဲ့အချက်လက်တွေဒါ motivational speaker ပေါ့ကဘာမှာလက်ရှိအပေါင်းမြောက်ဆုံးစိတ်ဓာတ်မြင့်တဲ့ပြန်ရှင်ဒီ Brian Tracy ကပြောတယ်ကိုယုံကြည်မှုရှိတဲ့လူတွေဟာတခြားသူတွေနဲ့မနှိုင်းယှဉ်ဘူးတဲ့အရှင်များတို့ဒါလည်းအခက်ခဲအောင်တပည့်တော်သူများနဲ့ live comparison လိုက်လို့ဟာသူကငါတဲ့တော်တယ်ဟာသူကငါတဲ့ဘလို့ဖြစ်တယ်ဟာသူကငါတဲ့ကျွမ်းကျင်တယ်သူများနဲ့ live နှိုင်းနေတာနဲ့ကိုယ့်ရဲ့ပင်ကိုရည်ချင်းနေစွမ်းဆောင်ရည်တွေကိုတပည့်တော်က focus မလုပ်ဖြစ်အကဲမခတ်ဖြစ်ကိုယုံကြည်မှုရှိတဲ့သူတွေကသူများတွေနဲ့နှိုင်းယှဉ်နေမှာမဟုတ်ပါဘူးတဲ့သူကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်နေတာနှိုင်းယှဉ်တယ်ဥပမာစိန်ပေတာရဲ့စကားဒီစကားနဲ့ပြောရင်ဗာလဲမနေ့ကစိန်ပေတာတဲ့ဒီနေ့စိန်ပေတာဒီနေ့စိန်ပေတာတဲ့မနေ့ကစိန်ပေတာဘိုးတော်တရားမယ်ဒါစိန်ပေတာပြောတဲ့စကားပဲဗျာနော်ဆိုင်းဆရာကြီးစိန်ပေတာပြောတယ်လို့အဲ့တော့ရှင်များတို့ဘသူနဲ့ဘသူနှိုင်းယှဉ်ရမလဲရှင်မာရထသာရပြောသလိုငါနဲ့ငါသာနှိုင်းတရားဟုဆိုတာမျိုးလို့နော်အဲ့တော့ကိုယ်အည်ချင်းနဲ့ကိုနှိုင်းမှာဘိုးကောင်းအောင်လုပ်ပါသူများသွားရှင်လိုက်တာနဲ့သူများရဲ့အာသာချက်တွေကိုမြင်မယ်သူများရဲ့အာသာချက်တွေမြင်ရင်ရှင်များတို့ကတိမ်ငယ်သွားမယ်သူများရဲ့အာတဲချက်တွေမြင်မယ်သူများရဲ့အာဏာချက်မြင်ရင်ရှင်များတို့ကအပြစ်တင်တတ်သွားမယ်နှစ်ချက်ပဲတစ်ခုမှမကောင်းဘူးသင်္ကန်းစာတော့ယူလို့ကောင်းတယ်နော်တို့တော့သူများကို focus လုပ်တဲ့နေရာမှာအရေးကြီးတယ်ဒါကြောင့်ဒီလိုစိတ်ပညာပြောတဲ့ဉာဏ်ပညာအားနည်းတဲ့အကြောင်းရင်းနှစ်ချက်ကိုစိတ်ပညာကဘာပြောထားလဲဆိုတော့နံပါတ်1ငါကသူ့လောက်မတော်ဘူးဟောဟုတ်လားငါကဒီဟာတွေကိုလုံနိုင်မှာမဟုတ်ဘူးလို့ကိုထင်ထားတဲ့အဲ့ထင်ရပဲကိုရဲ့ဉာဏ်သွေးတွေကိုပိတ်ပစ်လိုက်တာပါတဲ့စိတ်ပညာဒီလိုပြောတယ်နော်အဲကြောင့်ရှင်များတို့ဉာဏ်သွေးတွေပွင့်ဖို့အခွင့်အလမ်းတွေရှိပါတယ်လေဒီဆရာတော်ရဲ့ဤစကားနဲ့ပြောရင်ဒီဝိသိကိချိတ်ရွက်ထားပါပြီကိုယ်တိုင်သိရင်ကိုယ်တိုင်ကြံကြင့်ကြံအားထုတ်ကြည့်ပฏิပါကသမထာထင်လာတိဟိတိဆိုတာနော်ပฏิပါကဥဒ္ဒဘေယထင်လာတိဟိတိပေါ့ဒါဆိုဝိပဿနာယာနိကဆိုရင်ပฏิပါကနမိတ်ထင်လာရင်ရှင်များတို့ဒါတိဟိပဲဟုတ်လားနော်အဲဆိုဩဘာတော်ပိဋိပတ်တိအစရှိတဲ့ဓာတ်တွေထင်လာပြီဆိုဒါပါလေဝိပဿနာလမ်းကြောင်းပေါ်ရောက်နေပြီတိဟိပဲဒီဘဝမှာတရားရနိုင်တဲ့ပုဂ္ဂိုလ်ပဲဆက်လုပ်သွားနော်တမ္မတမှာဆိုရင်ပฏิပါကနမိတ်ရရင်အလင်းနမိတ်တွေရရင်ဘာဖြစ်လဲဇန်တွေရနိုင်တဲ့ပုဂ္ဂိုလ်ပဲရှင်များတိဟိပဲဟောလေဒီဆရာတော်ပြည့်အလုံးလုံးကြည့်ဒီအတွေ့အကြုံအရှင်များကိုတိဟိလာတွေးလာခွဲပေးလိမ့်မယ်တဲ့အဲ့ဒါတွေဝီစီကိစ္စနဲ့တွေးမနေနဲ့တဲ့အလုံးလုံးကြည့်ပါလို့ပြောတယ်နော်ကဲဟုတ်ပြီဗျအဲ့တော့နောက်ဆုံးဒီ slide လေးတွေပြောပါမယ်ဖတ်ကြည့်ပါအောင်တာမန်လူများတွင်ဒါခုနကလည်းဒါပြောခဲ့တယ်ဗျเนาะဒါလေးနဲ့ပြီးတော့ပြန်ပြီးညီကုန်းချုပ်တာပါအဲဆိုတော့ confidence ကဘာအရေးကြီးလဲဆိုတော့เนาะကိုယုံကြည်မှုရှိတဲ့သူတွေဒါလည်းရီမှန်းချက်တွေပန်းနိုင်တွေကိုစနစ်တကျချက်မှတ်ပြီးတော့ရအောင်သွားနိုင်တယ်เนาะအဲ့လိုမှမဟုတ်ဘဲနဲ့မျောလင်းချက်တွေဆန္ဒတွေရှိနေုံလောက်ကတော့ ordinary သာမန်လူအဆင့်ပဲရှိနေပါလေเนาะဒါကြောင့်ရီမှန်းချက်ပန်းနိုင်တွေကိုချနိုင်အောင်ရှင်များတို့ကိုယုံကြည်မှုတည်ဆောက်တဲ့နေရာမှာခုနကလုပ်ငန်းစဉ်၄ခုနဲ့စနစ်တကျဒီဆောက်ကြဖို့တိုက်တွန်းရင်တပည့်တော်ရဲ့ခုမနဲ့အချိန်နော်ဒီမှာပဲနေကုန်ချုပ်ပါလေဗျအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးတော့နော်မိမိကိုယ်ကိုယုံကြည်မှုအကောင်းဆုံးဖြစ်အောင်ဒီဆောက်နိုင်ကြပါလိမ့်ဗျာအားလုံးမင်္ဂလာပါဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသည်မေတ္တာခြုံ၍လုံကြပါစေသစ္စာဆောင်၍အောင်ကြပါစေမင်္ဂလာပါဗျာ